ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကျိုးစီးပွားအတ္တအတွက်မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူလိန်နေပုံများပါတယ်အဲ့ဒီမှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးပြောရမယ့်အကြောင်းအရာကတော့ဒီနေ့ကျွန်တော်မနေ့ကတော့ပြောဖို့ဆိုပြီးတော့ကြံနေခဲ့တဲ့သတင်းတွေအချို့တွေကျွန်တော်ထပ်ပြောပါမယ်သတင်းတွေမှာကြံနေရဆိုရင်လည်းဘုန်းလည်းပြောရင်တော့ဒီသတင်းတွေကဒီနေ့ချိန်လက်ဆက်နေတဲ့သတင်းတွေပါပဲဆိုတော့ပထမတစ်ခုကဘာလဲဆိုတော့ဒီမြန်မာနိုင်ငံမှာအသက်16နှစ်ကနေ24နှစ်အရွယ်ကြားမှာရှိတဲ့လူငယ်9သန်းထက်မနည်းဟာနော်9သန်းထက်မနည်းဟာပညာသင်ကြားခွင့်ဆုံးရှုံးနေတယ်ဆိုတော့ UNDP ရဲ့အစီရင်ခံစာကိစ္စပါပြီးခဲ့တဲ့ရက်ပိုင်းကတော့လူ4သန်းထက်မနည်းဟာအလုပ်လက်မဲ့ဖြစ်တယ်ဆိုတော့ပြော UNDP ရဲ့ထုတ်ပြန်ပါတယ် UNDP ရဲ့ဒီတစ်နှစ်တာထုတ်ပြန်တဲ့ဟာတွေထဲမှာသူကသူ့ရဲ့ data တွေထဲမှာတော့ဒါအခုဒီနှစ်ကတော့ပညာရေးအကြောင်းပါလာတယ်အလုပ်ကိုင်ခွင့်လန်းအကြောင်းပါလာတယ်အခြားကိစ္စတွေပါလာတယ်ပေါ့အခုအလုပ်ကိုင်ခွင့်လန်းတော့မှာတော့လူ4သန်းခွဲလောက်ဒါ4သန်းလောက်ပေါ့နော်လူ4သန်းထက်မနည်းအလုပ်ကိုင်ခွင့်လန်းမရှိအလုပ်မရှိဘူးပေါ့ဗျာအလုပ်မရှိဘူးပေါ့အဲ့လိုဖြစ်တယ်လို့ပြောတယ်အဲ့တော့ကျွန်တော်ပြောတယ်အလုပ်မရှိတာမဟုတ်ဘူးအလုပ်မလုပ်တာလို့ကျွန်တော်ကသုံးသပ်တယ်အခုတော့ဒီလူငယ်9သန်း18ကနေ24နှစ်အရွယ်လူငယ်9သန်းပညာသင်ကြားခွင့်ဆုံးရှုံးတယ်ဆိုတာကိုတော့ခါကြတော့ပညာသင်ကြားခွင့်ဆုံးရှုံးတာကြတော့ဒါကတော့ပုံလည်းပဲ UNDP ရဲ့ data ဒီ data တွေကဟိုတနိုင်ငံလုံးမှာရှိတဲ့ကိစ္စတွေမှာ data ကောက်တာတွေသူနီးစပ်ဆုံးသူရွေးပြီးကောက်တာပေါ့နော်ခံမှန်းချင်ရွေးကောက်တာဖြစ်တယ်အတိအကျတော့သူမထွက်ဘူးသို့တော့လူ9သန်းဆိုတဲ့ပမာဏကနည်းနည်းတော့ပမာဏတော့မဟုတ်ဘူးပြောရင်တော့စင်ကာပူနိုင်ငံနဲ့နယ်လန်းကာလဖြစ်လာပြီပြောရင်တော့စင်ကာပူနဲ့နယ်လန်းကာလဖြစ်လာပြီဟိုဘရူနိုင်းလိုနိုင်ငံတွေတီမောလိုနိုင်ငံတိတိလေးနဲ့နယ်လန်းကာလဖြစ်လာပြီလူ9သန်းဆိုတဲ့ပမာဏဆိုတော့ဒီပမာဏလောက်ကျွန်တော်တို့ကပြောရင်တော့ပညာသင်ကြားခွင့်ဆုံးရှုံးနေတယ်ဆိုတဲ့ဟာကိန်းဂဏန်းကြီးကဟုတ်တော်ရှိမဟုတ်တော်ရှိဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေတော်တော်လေးစိတ်ပူစရာကောင်းတဲ့အားတစ်ခုတော့ဖြစ်တယ်တိုင်းပြည်တွေမှာလူတွေပညာမတတ်တာများလာရင်ပညာမတတ်တဲ့သူတွေသိများလာရင်စာမသိရတဲ့လူသိများလာရင်ဘာဖြစ်လာလဲဆိုတော့အဲ့တိုင်းပြည်ရဲ့ဒီဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်းကတအားကျဆင်းတယ်အဲ့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုဆိုတာခက်ခဲတယ်ဖြစ်နိုင်ချင်နေတယ်ပေါ့နော်ဆိုတော့ကျွန်တော်တိုင်းပြည်ရဲ့လည်းခုလူ9သန်းဆိုတာနည်းနည်းတော့ပမာဏတော့မဟုတ်ဘူးဆိုတော့ UNDP ကဘလို့စီးရင်ကောက်လိုက်လေတော့မသိဘူးတိုးတော့သူဒီဖြစ်နိုင်ခြေရှိဆုံးကောက်တဲ့ data တွေကြည့်လိုက်တဲ့ခါကျတော့လေစစ်ပွဲဖြစ်ပွားနေတဲ့ data တွေကိုသူဦးစားပေးပြီးကောက်တာတော့တွေ့ရတယ်ဥပမာအဖြစ်တနင်္သာရီချင်းကရင်နဲ့စကိုင်းမှာကျောင်းထွက်နှုန်းအများဆုံးကျောင်းထွက်တဲ့နှုန်းအများဆုံးဖြစ်တယ်ဆိုပြီးတော့သူကပြောထားတယ်ဆိုတော့ကျွန်တော်ကတော့ဒီနေရာမှာတစ်ချက်တော့စိတ်ထဲမကောင်းစွာဖြစ်ပြောလိုက်မိတယ်လွန်ခဲ့တဲ့2021ကိုပြန်သွားမယ်ဆိုရင်စုစုပေါင်းဒီနေ့ဆို9နှစ်ထဲဝင်လာပြီပေါ့4နှစ်ကျော်လာပြီဆိုတော့16နှစ်ကနေအရွယ်စပြောမယ်ဆိုရင်အဲ့ဒီအချိန်တော့အသက်14 15ပဲရှိတဲ့ကလေးတွေအနည်းဆုံး14 15ပဲရှိတဲ့ကလေးတွေ10တန်းကျောင်းသားတွေပေါ့9တန်း10တန်းကျောင်းသားတွေကျောင်းထွက်ကြတယ်ကျောင်းမတက်နဲ့ကျောင်းထွက်ဆိုတဲ့ဟာနဲ့နော်ကျောင်းမတက်နဲ့ကျောင်းထွက်နော်ဆိုတော့ပြောခဲ့ကြတဲ့သူတွေရဲ့စကားနဲ့ရှင်းလိုက်ရင် UNDP ရဲ့ဒီအစီအစဉ်ကလူ9သန်းလောက်ဆုံးရှုံးသွားတယ်ဆိုတာဘယ်သူလက်ချက်လဲလို့မေးရင်တော့အဖြေထွက်ပြီးတော့ယူဆတယ်ဆိုတော့ဒီအစီအစဉ်ကပါတဲ့လူ9သန်းဟာဘယ်သူလက်ချက်ကြောင့်ပညာသင်ခွင့်ဆုံးရှုံးသွားတာလဲဆိုတာပေါ်ပေါက်သွားတယ်ပြောရင်တော့တချို့ကလက်ညှိုးထိုးမယ်စစ်တပ်ကလက်ချက်လက်ညှိုးထိုးလိမ့်မယ်စစ်တပ်ကတော့ကျောင်းမတက်ဖို့ဘယ်သူကမှပိတ်ပင်ထားတာမရှိဘူးကျောင်းတက်တဲ့ကိစ္စကိုပိတ်ပင်ကန့်သတ်ခြင်းစစ်တပ်ကလုပ်ထားတယ်မရှိဘူးတက်ကစစ်တပ်ကတော့ဘာလုပ်ချင်လဲဘာလဲဆိုဒီပြန်ပြီးတော့ကျောင်းတက်လာအောင်လို့တော့လှုံ့ဆော်ခဲ့ကြတယ်တော်တော်လေးစီယုံခဲ့ကြတယ်ခင်ဗျားတို့မှတ်မိကြအောင်မယ်2021မှာ2021မေမှာကျောင်းစပြီးတော့ဖွင့်ဖို့စပြီးတော့ကလေးတွေကိုစပြီးတော့လှုံ့ဆော်တဲ့အချိန်မှာ2021မေမတိုင်မီလေးမှာဘာတွေလုပ်ကြလဲခင်ဗျားမျိုးရအောင်သိန်းတို့ဘာလို့လို့ပုံပုံမျိုးတွေနော်တခါချစ်သူဝေလို့ပုံပုံမျိုးတွေနော်တခြားဒီနိုင်ငံရေးမှာအမှုပညာလောကရဲ့တချို့ပုံကိုယ်တွေထင်ရှားကျော်ကြားတဲ့သူတွေပေါ့ဗျာနာမည်ကျော်တဲ့ပုံကိုယ်တွေကဘာလုပ်ခဲ့ကြလဲဇော်ဝေဆိုးလိုမျိုးဒီဇော်ဝေဆိုးလိုမျိုးတောက်တာတွေပေါ့နော်အဲ့အုပ်စုတွေကဘာလုပ်ခဲ့ကြလဲတချို့သောနီပိန်းဒေါက်တာတွေနဲ့နီပိန်းအမှုပညာရှင်တွေနဲ့တချို့သောနီပိန်းနိုင်ငံရေးသမားတွေကဘာပြောခဲ့ကြလဲခေါင်းမှတ်မိကြအောင်မယ်အဲ့တော့သူတို့ဘာပြောခဲ့ကြလဲဆိုတော့ကျောင်းမတက်ကြနဲ့နော်နောက်4 5 6လဆိုရင်ပြီးပြီနော်ကျောင်းတော့တက်လို့ရှိရင်ကလေးတွေဘာဖြစ်ကုန်မလဲအပိုင်းအပြည့်တွေဖြစ်ကုန်မယ်ထိခိုက်ကုန်မယ်နှစ်နာကုန်မယ်မတက်နဲ့ကျောင်းမတက်ကြနဲ့နော်ဒါတွေခဏစောက်6လ4 5 6လဆိုရင်သူတို့ပြီးပြီလို့သူတို့ပြောခဲ့ကြတယ်သူတို့ပြောတဲ့4 5 6လဆိုတာ6လလား6နှစ်လား260လား2600လားတော့ကျွန်တော်မသိဘူးလောလောဆယ်တော့အဲ့ဒီကလေးတွေကအခု18 24တွေကိုဝင်သွားပါပြီဒါပေမဲ့ပညာသင်ကြားခွင့်ဆုံးရှုံးသွားပါတယ်ဘယ်သူကြောင့်လဲခုနမြောက်ပေးခဲ့ကြတဲ့လူတွေကြောင့်ဖြစ်တာပါဒီဟာမျိုးကိုကျောင်းမတက်ဖို့ကိုမြောက်ပေးခဲ့ကြတဲ့လူတွေမှာချစ်သူဝတို့လင်မယားလင်းလို့ချစ်သူဝတို့လင်မယားလည်းပါခဲ့ပါတယ်အာဇာနီတို့လင်မယားတွေလည်းပါပါတယ်ကျောင်းမတက်ဖို့ကိုလှုံ့ဆော်တဲ့အထက်မှာအမှုပညာရှင်တွေနော်ထင်ရှားကြတဲ့အမှုပညာရှင်တွေလည်းပါပါတယ်တခါမျိုးရအောင်သိလို့ပုံကိုယ်တွေလည်းပါခဲ့ပါတယ်ဇော်ဝေဆိုးလို့ပုံကိုယ်တွေလည်းပါခဲ့ပါတယ်တခြားသောကဏ္ဍအသီးသီးကတချို့သောနီပိန်းအုပ်စုတွေအများပြားပါခဲ့ပါတယ်လူငယ်များစွာကိုကျောင်းမတက်ဖို့မြောက်ပေးခဲ့ကြပါတယ်ကျောင်းမတက်နဲ့ဆိုပြီးတော့ပြောခဲ့ကြပါတယ်အဲ့တော့ကျွန်တော်စီမှာလုံးမဲ့ကလေးမလေးတယောက်တော့ကျွန်တော်ပြောခဲ့ဥပါတယ်2021မှာကျွန်တော်အင်တာဗျူးလုပ်တော့သူကကျောင်းတက်လာဆို10တန်းမှသူထွက်လိုက်10တန်းထွက်လိုက်တယ်တဲ့ဘာလို့ဆိုဒီပညာရေးစနစ်ကိုမယုံဘူးတဲ့ပြီးတော့ဒါကိုမကြိုက်လို့
ဆိုကျွန်တော်တို့အားတင်သွားအဲ့တုန်းကကျွန်တော်အလုပ်ခန့်မှုဟုတ်လားအဲ့တုန်းကခန့်လိုက်တဲ့အဲ့တော့အဲ့ပထမတုံးမှာအဲ့ကလေးမပါလိုက်ဘူးဒုတိယတုံးကျနောက်တစ်ယောက်ခန့်လိုက်တယ်မှာနောက်တစ်ယောက်ကျတော့ကြောင်းတက်တဲ့ကလေးကြောင်းတက်တဲ့ကလေးကအခုဆိုကျွန်တော်စီမှာဒါလုံသက်3နှစ်ရှိလာပြီဖြစ်တဲ့ကလေးတောက်ဖြစ်သွားပြီဆိုတာသတင်းတောက်လုံသက်3နှစ်ရှိသွားပြီဖြစ်တဲ့ကလေးအဲ့ကလေးကတက္ကသိုလ်ကျွန်တော်ရှိမလာတော့တက္ကသိုလ်ပထမနှစ်အခုနောက်ဆုံးမှာတက္ကသိုလ်4နှစ်မြောက်ရောက်လာပြီဘာပဲပြောရှင်းပြောရင်တော့ကျောင်းတက်တာနဲ့မတက်တာနဲ့ကွာဟချက်ကဘာဖြစ်သွားလဲဆိုတော့ပြောပြချင်တာသူကတော့ခုနတင်းနှသားကြီးတို့ဘာလို့ညာတို့တင်းနှသားကြီးတို့ချင်းတို့စကိုင်းတို့သူလည်းညှို့ထိုးရင်မဲ့ပွင့်လည်းပြောရင်တော့တင်းသားချင်းနဲ့ကရင်နဲ့စကိုင်းကိုလည်းညှို့ထိုးရင်မဲ့ပြည်ရင်းကဒီပြည်မဒေသတွေကကျောင်းထွက်တဲ့လူတွေပမာဏတွေကလည်းများပါတယ်တော်တော်များပါတယ်ပြည်မဒေသကျောင်းထွက်ခဲ့တဲ့လူတွေများပါတယ်ကျွန်တော်တို့အတိုင်းဝိုင်းနေတဲ့မှာကျောင်းမတက်ဘူးကွာထွက်တယ်ကွာဆိုပြီးတော့10တန်းမှာထွက်သွားခဲ့ကြတယ်လူငယ်ပေါင်းများစွာရှိခဲ့ပါတယ်တန်းနဲ့ချီကျောင်းကိုဆွတ်ခွာခဲ့ကြပါတယ်ဒီလိုဆွတ်ခွာသေးဖို့လှုပ်ဆော်တဲ့သူတွေကဒီ NUG နဲ့ NLD နီးဘိန်းအုပ်စုတွေကလှုပ်ဆော်မှုတွေအကြီးကျယ်လုပ်ခဲ့ကြတယ်ဒီလိုလုပ်တဲ့အတွက်ကလေးငယ်တွေများစွာကျောင်းမတက်တဲ့လူတွေဖြစ်သွားပြီးတော့အခုလိုမျိုး UNDP ရဲ့အစီရင်ခံစာမှာကျွန်တော်တို့လူငယ်ပေါင်း9တန်းဟာအလိုလျောက်ပါဝင်သွားပါတယ်အဲ့တော့အဲ့ဒီထက်ရာခိုင်နှုန်းတစ်ခုအများသောရာခိုင်နှုန်းကပါသွားပါတယ်အဲ့ဒီတချို့ရာခိုင်နှုန်းကတော့ကျွန်တော်စိတ်မကောင်းဖွယ်ကောင်းတဲ့ရာခိုင်နှုန်းပါအဲ့ဒါဘာလဲဆိုတော့နေဆက်လက်နက်ကင်နေမြေတပုံတွေကြီးစိုးတဲ့လက်နက်ကင်နေမြေတွေမှာနေထိုင်တဲ့ကလေးတွေကျတော့ကျောင်းတက်လို့မရကြပါဘူးခင်ဗျားတို့မှတ်မိကြအောင်မယ်ရေးဘလူးလိုကောင်မျိုးကရေးဘလူးလိုအကြမ်းဖက်သမားဘာလုပ်ခဲ့လဲခင်ဗျားတို့ကျောင်းမတက်တဲ့ကျောင်းထွက်ဖွင့်တဲ့ကလေးကျောင်းတွေကိုဆရာမတွေကိုသူတို့အမမခံရှင်းပြမယ်အဲ့လိုမျိုးတွေသူရေးမြို့နယ်မှာသူဒီလိုကြွေးကြော်ခဲ့ပါတယ်ပြောခဲ့တဲ့အတွက်ဒီကောင်ကတော့ခုချိန်ထိသက်ရှင်လေးရှိနေပါသေးတယ်ခုချိန်ထိတမတော်ကလူတွေဒီကောင်ကိုနိုင်ချင်းမရှိသေးဘူးဒါပေမဲ့ဒီကောင်ကကျောင်းမတက်ဖို့ကျောင်းတက်တဲ့သူတွေကိုလောက်ကျန်တက်ဖြတ်မယ်ဆိုတော့တခါတည်းချိန်ချောက်ကြွေးကြော်ခဲ့ဘူးပါတယ်ဒါတွေကလုတ်ခဲ့ဘူးတဲ့သူတွေပါဆိုတော့ဒီလိုဖြစ်စဉ်မျိုးတွေအများအပြားကိုသူတို့တွေလုတ်ခဲ့ကြတယ်ဒါကြောင့်မလို့ဒီဖြစ်စဉ်တွေကြောင့်ဒီနေ့ကျောင်းမတက်တဲ့လူ9တန်းဆိုတာအဲ့ဒါဖြစ်တာပါဆိုတော့ကျွန်တော်စိတ်မကောင်းပါဘူးဒီအတွက်သို့တော့တခါတချို့လူတွေအတွက်ဘယ်လိုစိတ်မကောင်းလဲဆိုတော့လက်နက်ကင်နေမြေတွေမှာရှိတဲ့ခါကျတော့သူတို့ကကြောက်ကြတယ်ဗျာလက်နက်ကင်ထားတဲ့သူတွေကသူတို့ရဲ့တနတ်ပြောင်းလာတဲ့အမိတ်တစ်ခွန်းပဲအဲ့ဒါမလို့လို့ရှိရင်သေမှာဆိုတော့ကျောင်းမတက်တာမှပြဿနာမရှိဘူးကျောင်းတော့တက်လိုက်သေမှာဆိုတော့ပွင့်လည်းပြောရင်တော့တချို့တွေတော့အသေးခံပြီးကျောင်းတက်တော့ပါဘူးငါတို့အိမ်မှာပဲကြိတ်ပြီးစာတင်လိုက်ပါမယ်ဆိုပြီးတော့တချို့ကအိမ်မှာပဲကြိတ်ပြီးစာတင်တယ်မိဘတွေကစာတစ်လုံးလုံးတက်တယ်တက်တစ်လုံးလုံးမိဘကိုကလေးတွေတင်တယ်စာရေးတဲ့ဖတ်တိုင်ပြီးရောဆိုပြီးတော့လုံရင်းနဲ့ကျောင်းမတက်တဲ့ကလေးတွေအများအပြားပေါ်ပေါက်လာတယ်ဆိုတော့ကျွန်တော်တို့စိတ်မကောင်းပါဘူးသို့တော့ဒီနေရာမှာတချို့သောကျောင်းကိုကြက်ကုတ်ကြက်ခဲရအောင်တက်ဖို့စ조사ကြတဲ့မိဘတွေနဲ့သူ့သားသမီးတွေတော့တကယ်ချီးကျူးတယ်။ဘာကြောင့်လဲဆိုတော့ခင်ဗျားစဉ်းစားကြည့်ဒီခင်းချင်းမှာကိုဒီနေမြေကမလုံခြုံဘူးဆိုတာသိလာတဲ့ခါမှာကိုသားသမီးကိုပြည်မကိုပို့လိုက်ပြီးတော့အတင်းရအောင်ကြောင်းထားတဲ့မိဘအဲ့ဒီမိဘတွေကျတော့တကယ်အမျှော်မြင်ကြီးပါတယ်။သူတို့သားသမီးတွေကကျောင်းပြည်မမှာလာပြီးတော့ပြည်မလုံခြုံတဲ့ဒေသတွေမှာလာပြီးတော့တက်မလို့ထိန်းချုပ်ထားတဲ့နေမြေတွေမှာလာပြီးကျောင်းလာတက်ပြီးတော့အေးအေးဆေးဆေးနဲ့အခု10တန်းအောင်ပြီးတက္ကသိုလ်တက်နေတဲ့လူတွေအများအပြားရှိနေပါပြီဒါဒီလိုမိဘသူတို့ရဲ့မိဘတွေတို့ကြတော့ဂုဏ်ယူပါတယ်ခင်ဗျားတို့ရွေးချယ်မှုမှန်ကန်ခဲ့ပါတယ်အခုဒီနေ့ဒီချိန်မှာဘသူရွေးချယ်မှုကမှန်ကန်ပြီးဘသူရွေးချယ်မှုမှန်ရသွားလို့ဆိုတော့အခု UNDP ရဲ့အစီရင်ခံစာကအဖြေထွက်လာတာတွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့စိတ်မကောင်းတာတော့ကြောက်တက်ချင်တော့လဲတက်ခွင့်မရတဲ့လူငယ်လေးတွေတော့စိတ်မကောင်းဖြစ်ရပါတယ်တက်မတော်ကတော့လက်ရှိဒီတဲ့အစိုးရကတော့ကြောက်တက်စေခြင်းလို့ကိုတောက်လျှောက်ကိုသူလှုပ်ဆော်ပြောဆိုနေရတယ်အများအပြားလုပ်နေပါတယ်ဘိုလ်ချုပ်မှုချင်းမအောင်လိုင်းဆိုလဲပညာရေးကိုတော်တော်သူအလေးထားတဲ့အထက်မှာပါပါတယ်တော်တော်လေးထားတဲ့မှာပါတယ်သူ့ရဲ့ခင်ဗျာခဏတွားခဲ့သောအကြောင်းအရာတွေမိန့်ခွန်းတွေပြောတဲ့ကိစ္စတွေမှာနိုင်ငံနဲ့အခြေပြမိန့်ခွန်းတွေတိုင်းမှာနော်နိုင်ငံချင်းပြောဆိုတဲ့စကားတွေမှာသူ့ပြည်သူလူထုအပေါ်မှာသူပေးတဲ့ message တွေထဲမှာအမြဲတမ်းသူထည့်ပြောတာပညာရေးပဲသူအမြဲထည့်ပြောတယ်ပညာရေးသူဒီအာရုံပညာရေးကိုအာရုံစိုက်ထားတယ်ဆိုတာကိုတော့ကျွန်တော်အဲ့မှာတွေ့ရတယ်တော်တော်အာရုံစိုက်တဲ့သဘောတွေ့ရတယ်ဟိုတချို့သောပုဂ္ဂိုလ်တွေလို့ပေါ့နော်။ဘာချို့ပုဂ္ဂိုလ်ပြောတာရှိပါသေးတယ်။ဘွဲမရတဲ့သူတွေကဘွဲရတဲ့သူတွေထက်ပို့ပြီးရင်ကြီးသိမ်မွေ့နေသေးတယ်လို့ဘာလို့ဘွဲရလဲဘာထူးလို့ဘာလို့ရမှာတုံးနော်ဘာလို့ညာလို့ဒါမျိုးတွေပြောတဲ့သူတွေတဲ့စာရင်တော့ပုံစံမှုကြီးကတော့အနည်းဆုံးတော့ပညာရေးကိုအားပေးရမျိုးပြုတ်ပါတယ်။ဒါပေမဲ့တစ်ချိန်တွင်းမှာပဲသူဘလောက်ပဲအားပေးမှပြုတ်နေမယ်တစ်ဖက်မှာလည်းအဖြတ်မောက်တွေရှိတဲ့အခါမျောလင့်ထားသလောက်ကြောင်းမတက်ကြဘူး10တန်းဖြည့်တဲ့စီးရင်ဟာလည်းကိန်းကနန်းလည်းရောကြတယ်ဆိုတော့ဒါတွေကသူလည်းစူးစမ်းပြီးမဲ့မဖြစ်သေးတာတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာဒီနေ့ဒီချိန်မှာမိဘတွေကိုကျွန်တော်ပြောချင်တာ21ခင်းချင်းစတဲ့အချိန်မှာလည်းကျွန်တော်2021ခုနှစ်မေလမှာလည်းကျွန်တော်တောက်လျှောက်ပြောခဲ့ပါတယ်ခင်ဗျားတို့မှတ်မိကြလိမ့်မယ်ကျွန်တော်ရုပ်သံကိုအစင်စိုက်ကြည့်တယ်လို့မှတ်မိကြလိမ့်မယ်ကျွန်တော်အမြဲပြောခဲ့ပါတယ်ကျွန်တော်ကိုယ်တိုင်ကျွန်တော်သားသမီးတွေကျွန်တော်ကြောင်းထားမယ်ကြိုက်တဲ့ကောင်ကြိုက်တယ်လို့ဝေဖန်ကြိုက်တယ်လို့ပြောဘယ်ကောင်မှကြည့်မစားဘူးကျွန်တော်ကြောင်းထားမယ်အစိုးရကြောင်းပဲထားမယ်အခုချိန်ထိကျွန်တော်အစိုးရကြောင်းပဲထားပါတယ်ဘာလို့ဆိုတော့ကျွန်တော်ပုဂ္ဂလိကကြောင်းတွေတဲ့အစိုးရကြောင်းကိုယုံကြည်တယ်ကျွန်တော်မျှော်လင့်ထားတာပုဂ္ဂလိကကြောင်းတွေဟာအစိုးရအကြောင်းတွေထက်ပိုတော်တယ်ဆိုတော့ကျွန်တော်လုံးဝလက်မခံပါဘူးအစိုးရအကြောင်းတွေကလည်းပုဂ္ဂလိကအကြောင်းတွေပိုတော်တဲ့အကြောင်းတွေပိုကောင်းတဲ့အကြောင်းတွေပိုလုံးနိုင်တဲ့အကြောင်းတွေအများပြားရှိပါတယ်ပြောရရင်တော့ပုဂ္ဂလိကအကြောင်းတွေကသာလေတချို့ကြောက်စရာကောင်းတဲ့လူတွေရဲ့ကလင်းငယ်တွေရဲ့စိတ်ထဲကိုဘာတွေလောင်းထည့်မလဲဆိုတော့မသိနိုင်ဘူးကလင်းငယ်တွေအုံနောက်ထဲကိုဘလို့များဒီသူတို့
ဘလို့များသူတို့ဟို brain ဟိုဘာလို့ခေါ်လဲဟိုဘာလို့ဆိုဟိုသူတို့အုံနောက်တွေတဲကိုဘလို့လုပ်ပြီးတော့ဟိုဘလို့မှိုင်းနေသွင်းမလို့ဆိုတော့ကျွန်တော်မသိနိုင်ပုဂ္ဂလိကအကြောင်းတွေအစိုးရအကြောင်းကတော့နိုင်ငံတော်ရဲ့မူဝါဒကိုအကောင့်တွေပေါ်တာဖြစ်တဲ့အတွက်တေချာတော့ကလေးငယ်တွေကနိုင်ငံချစ်စိတ်နဲ့ကြီးပြင်းလာလိမ့်မယ်ပုဂ္ဂလိကအကြောင်းမှာမွေးကြီးပြင်းလာတဲ့ကလေးတွေကတော့ဘလို့လာမလဲကျွန်တော်တို့မသိနိုင်ဘူးဒါကျွန်တော်မသိနိုင်တဲ့အတွက်မသိကိန်းဖြစ်နေထားတယ်အဲ့တော့ပုဂ္ဂလိကအကြောင်းမှာတက်နေတဲ့ကလေးတွေကိုမှားတယ်မှန်တယ်ညံ့တယ်တော်တယ်ပြောတာမဟုတ်ဘူးသို့တော့ကျွန်တော်စိတ်ပူတာပုဂ္ဂလိကအကြောင်းတွေကိုကျွန်တော်စိတ်ပူတယ်ဘာလို့ဆိုပညာရေးရဲ့ရန်သူဟာပညာရေးဖြစ်တတ်တယ်တစိမ့်မဟုတ်ဘူးပညာရေးရန်သူကပညာရေးပဲအဲ့ပညာရေးတွေမှာဘာလဲဆိုတော့နှစ်ချမ်းခွဲလိုက်တဲ့ပညာရေးပဲနှစ်ချမ်းခွဲတယ်ဆိုတော့ဘာလဲဆိုတော့ဆင်းရဲနွမ်းပါးတဲ့သူတွေတက်တဲ့ပညာရေးနဲ့ချမ်းသာတဲ့သူတွေတက်တဲ့ပညာရေးအဲ့ဒါကျွန်တော်တို့နိုင်ငံလူထုကိုနှစ်ချမ်းခွဲပလိုက်တာပဲလူတွေရဲ့စိတ်နေစိတ်တော်နှစ်ချမ်းခွဲပလိုက်တာပဲဘာလို့ချမ်းသာတဲ့သူတွေကသူတို့သားသမီးတွေကိုဆင်းရဲတဲ့အကြောင်းတွေကမထားချင်ဘူးတာမန်ရက်ွက်တွေမှာမထားချင်ဘူးမထားချင်တဲ့အခါသူကဘာလဲဆိုတော့ပုဂ္ဂလိကချမ်းသာတဲ့ပုဂ္ဂလိကအကြောင်းတွေကိုတတ်ထားတယ်ထားတော့အဲ့ဒီပုဂ္ဂလိကချမ်းသာတဲ့တတိတွေအုပ်စုရဲ့ပုဂ္ဂလိကအကြောင်းတွေတအုပ်စုဆင်းရဲနွမ်းပါးသူတွေရဲ့အကြောင်းတွေတအုပ်စုအရွယ်ရောက်လို့ကြီးပြင်းလာတဲ့ခါမှာသူတို့ချင်းချင်းကြားမှာမင်းပါလဲငါပါလဲဆိုတဲ့ပြဿနာရှိတယ်ပုဂ္ဂလိကအကြောင်းကတထေးသားသမီးတွေအကြောင်းကကလေးတွေကအစိုးရအကြောင်းကကလေးတွေမှာတိတ်ပြီးအထင်ကြီးတဲ့ပုံစံမရှိဘူးအဲ့တော့ဒီ community နှစ်ခုကဘလို့မှနောက်ပိုင်းမှာအဆက်အမတည့်ဖြစ်လာတယ်တကယ်တော့လူမှုအတိုင်းဝိုင်းမှာရောထွေးထားနိုင်မှုလုပ်ဖို့လိုတယ်ကျွန်တော်နောက်ပိုင်းနားလဲတဲ့ပညာရေးအဲ့လိုရောထွေးထားတော့ဆင်းရဲတဲ့မိသားစုနဲ့ချမ်းသာတဲ့မိသားစုရဲ့သားသမီးတွေကအတူတူတကွအကြောင်းတည့်ရင်းနဲ့မှဓာတ်လူညီမျှမှုခံယူပြီးတော့မှပိုကောင်းတဲ့ community တစ်ခုကိုတိဆောက်တယ်စာနာနားလည်မှုနဲ့ထောက်ထားမှုပြည့်တဲ့ community တစ်ခုကိုတိဆောက်ခဲ့ကြရင်ပုံမကောင်းလားဆိုတဲ့အတွေးမျိုးကျွန်တော်ဝင်တယ်ဒီတော့ပညာရေးနဲ့ပတ်သက်ရင်တော့စမ်းသပ်ခံပညာရေးအစားစနစ်တကျအကောင့်တွေပေါ်တာမျိုးကိုကျွန်တော်တော့ကြိုက်ပါတယ်ပုဂ္ဂလိကပညာရေးကိုတော့ကျွန်တော်ပို့ပေါ်လင်းပြောကျွန်တော်တယောက်တည်းအမြင်ကတော့ကျွန်တော်မကြိုက်ပါဘူးပုဂ္ဂလိကအကြောင်းပညာရေးကိုကျွန်တော်မကြိုက်ပါဘူးဘာလို့ဆိုတော့ကျွန်တော်တို့လည်းအစိုးရအကြောင်းပညာရေးကြီးမြင့်လာတဲ့လူတွေပါအဲ့တော့ပုဂ္ဂလိကအကြောင်းပညာရေးပို့တော်ပါတယ်ဆိုတော့ကျွန်တော်လုံးဝတော့အဲ့လောက်ကြီးယာနုပြည်လက်မခံပါဘူးပုဂ္ဂလိကအကြောင်းကထွက်တဲ့ကလေးကမှပို့တော်ပါတယ်ဆိုတော့ကျွန်တော်လုံးဝယာနုပြည်လက်မခံပါဘူးဘာလို့ဆိုတော့ဒီနေ့နိုင်ငံကောင်းဆောင်ဖြစ်တဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပုဂ္ဂလိကအကြောင်းပညာရေးထွက်လာတာမဟုတ်ပါဘူးဦးသိန်းစိန်ပုဂ္ဂလိကအကြောင်းလာတာမဟုတ်ပါဘူးเนาะအဲ့တော့ဟိုပြောရရင်တော့ဦးတိုင်းရွှေလည်းပုဂ္ဂလိကအကြောင်းပညာရေးလာတာမဟုတ်ပါဘူးเนาะအဲ့တော့ပြောရရင်တော့အစိုးရအကြောင်းကနေအကြောင်းပြီးသွားတယ်လူတွေပါဆိုတော့တချို့ကိစ္စတွေကပုဂ္ဂလိကအကြောင်းကထွက်တဲ့ကျောင်းသားရဲ့ကျောင်းသားတယောက်ဟာနိုင်ငံကောင်းဆောင်ဖြစ်လာနိုင်လားနိုင်ငံအရေးချင်းရှိတဲ့နိုင်ငံကိုချစ်တဲ့သူဖြစ်လာနိုင်လားတဲ့ဆိုအကြောင်းကကြောက်ကြီးပြင်းလာကျောင်းသားတယောက်နိုင်ငံချစ်စိတ်နဲ့ကြီးပြင်းလာသလားဘယ်ဟာဖြစ်မလဲဆိုတော့နောက်ပိုင်းမှာအဖြေထွက်လာပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့ကျောင်းသားဘဝတည်းကျွန်တော်တို့ဒီမှာကဘာမကြီးဆိုတဲ့ချင်းဆိုတာနဲ့ကျွန်တော်တို့မှာမျက်ရည်ပါကျတယ်ကြက်တိမွေးညင်မှာထားတယ်အဲ့ဒါပါဆိုဆိုအကြောင်းကပေးတာပုဂ္ဂလိကအကြောင်းမှာမပေးဘူးပုဂ္ဂလိကအကြောင်းတော်တော်များများမပေးဘူးခင်ဗျာကျွန်တော်တို့အဲ့ဒီနှလုံးသားခံစားချက်ကိုမပေးထားဘူးလူဟာခံစားချက်မရှိဘဲရက်တည်ရင်လူမဟုတ်ဘူးစက်ရုပ်ပဲလူကနှလုံးသားရှိရမယ်ခံစားချက်ရှိရမယ်ခံယူချက်ရှိရမယ်ယုံကြည်ချက်ရှိရမယ်လူစက်ရုပ်လိုမျိုးနော်စာချုပ်ရုပ်လိုမျိုးဟိုဟာတာလိကလိုမျိုးစာတင်လို့စာပဲတက်သွားတဲ့ဟာမျိုးတော့မရဘူးနှလုံးသားတွေကမှန်ကန်မြတ်တတ်မှုမရှိဘဲနဲ့စာပဲစွတ်တက်နေမရဘူးဗျနှလုံးသားတွေမှန်ကန်မြတ်တတ်ဖို့လေလို့ဒါကြောင့်ကျွန်တော်ကအစိုးရအကြောင်းပညာရေးကိုကျွန်တော်ပို့ပြီးတော့အစင်တန်းမြင့်မြင့်နဲ့ပိုကောင်းတဲ့ပုံစံမျိုးဖြစ်အောင်အစိုးရက policy ချပြီးတော့အကောင့်တွေဖော်ဖို့လိုပါတယ်ပုဂ္ဂလိကအကြောင်းတွေအစိုးရအကြောင်းဟာလည်းမနှိပ်ဘူးပိုကောင်းတော့ပိုတောင်းကောင်းသေးတယ်ပိုတောင်းတော်သေးတယ်ပိုတောင်းမှန်သေးတယ်ဆိုတာကိုအကောင့်တွေဖော်ပြဖို့အတွက်ပညာရေးဝန်ကြီးဌာနကိုလည်းတိုက်တွန်းပါတယ်နော်ဒါကတော့ကျွန်တော်ကြုံကြိုက်လို့ပါအဲ့တော့ဒီကလေးငယ်9တန်းစာတင်ကြောင်းဝင်ဆုံးရှုံးတာနဲ့ပတ်သက်လို့ကတော့စိတ်မကောင်းဖြစ်ရပါတယ် UNDP ရဲ့ဒီစီရင်ခံစာဒီ data ကလည်းနီးစပ်ဆုံးမှန်နိုင်ကြီးလေးရှိပါတယ်ဘာလို့ဆိုဒီကချင်ပြည်နယ်မှာကရင်ပြည်နယ်မှာကယားပြည်နယ်မှာရှမ်းပြည်နယ်တချို့ဒေသတွေမှာအညာဒေသစကိုင်းမကွေးလို့စကိုင်းဘက်ပေါ့နော်စကိုင်းဘက်ဒေသတွေမှာချင်းပြည်နယ်မှာရခိုင်ပြည်နယ်မှာဆိုလုံးဝဆုံးရှုံးပါတယ်ဆိုတော့တနင်္လာရီတိုင်းဒေသကြီးအဆက်မှာမွန်ပြည်နယ်အဆက်တချို့နေရာတွေမှာဒါတွေမှာကြောင်းမတက်ရတဲ့ကလေးငယ်ပေါင်းများစွာဘဝတွေဒီကလေးတွေပါဆက်ဖြစ်မလဲကျွန်တော်စဉ်းစားကြတိတ်ကောင်းပါတယ်ဒီကလေးတွေကခင်ဗျားတို့ကျွန်တော်တို့ကလေးတွေလာလို့သာတွေးပြီးတော့ကျွန်တော်ဘယ်လိုစဉ်းစားကြမလဲပြင်ဆင်ကြမလဲစဉ်းစားဖို့လိုတယ်နောက်တစ်ခုကအဲ့ဒီကလေးတွေကဒီလက်နက်ကင်အဲ့ဒီကလေးတွေကိုအုပ်ချုပ်နေရတဲ့ကလေးလက်နက်ကင်တပုံတွေခေါင်းဆောင်တွေနေလေစဉ်းစားဖို့လိုတာကကိုယ်နယ်မြေထဲမှာကလေးငယ်တယောက်စာမတတ်လို့ရှိရင်ကိုယ်နယ်မြေမှာနောက်ထပ်တပုံတယောက်ထပ်ပေါ်လာလိမ့်မယ်ဆိုတော့မမေ့ဘူးလို့ပါတယ်အဲ့တော့လက်နက်ကင်ခေါင်းဆောင်တွေကတော့တိုင်းသားလက်နက်ကင်လို့အမည်ခံထားတဲ့တပုံခေါင်းဆောင်တွေကတော့စာမတတ်တဲ့ကလေးတွေပို့လို့ချင်ပါလိမ့်မယ်ဘာလို့လဲဆိုတော့စာမတတ်တဲ့ကလေးတွေများလာမှာတို့ကအဲ့စာမတတ်တဲ့ကလေးတွေကိုအပေါ်ကနေကြိုးကင်ခွပြီးတော့ဂုတ်ကနေခွစီပြီးကြိုးကင်လို့ရမှာဖြစ်တဲ့အတွက်တို့ကတော့စာမတတ်တဲ့သူတွေပဲလိုချင်ပါလိမ့်မယ်စာတတ်သွားလို့ရှိရင်ပညာတတ်သွားလို့ရှိရင်တို့လောက်တာမှားတယ်ဆိုတော့သိလာရင်လူတွေလက်မခံဘူးဖြစ်လာလိမ့်မယ်အဲ့တော့ပညာကိုတတ်စေချင်မှာမဟုတ်ပါဘူးအဲ့တော့ဒီတိုင်းသားလက်နက်ကင်အမည်ခံထားတဲ့တပုံခေါင်းဆောင်တွေကတို့နေမြေမှာစာဘလောက်တက်လဲမတက်လဲဆိုတော့အဖြေကြည့်ပြီးတော့ပဲကျွန်တော်တို့ကစောင့်ကြည့်ရအောင်ဥပမာကချင်ပြည်နယ်မှာကွာမော်သူ့ဒေသမှာဘလောက်ပဲသူဘာဖြစ်လဲပြောပြန်ပြီးကိန်းကနတွက်ကြည့်မယ်ဆိုရင်သူ့ရှေ့ကသူ့တပ်သားတွေကစာမတက်ပင်ပလက်တွေပုံများပါတယ်အဲ့တော့ပြောရရင်တော့စာမတက်ပင်ပလက်တွေပေါ်လာအောင်လို့ပဲတိုင်းသားလက်နက်ကင်တပုံကောင်းဆောင်တွေကမွေးထုတ်ပြီးနေသလိုဖြစ်နေတာဟာအဲ့ဒါတို့ရဲ့ဒေတာတို့လူမျိုးပေါ်မှာထားတယ်တို့ရဲ့စေတနာဆိုတော့ပြည်သူလူထုအနေနဲ့ကိုယ်ကိုယ်ပြမြင်နိုင်ကြလိမ့်မယ်မြင်လာကြလိမ့်မယ်လို့ထင်တာပါပဲเนาะယုံကြည်တာပါပဲဒါကတော့ဒီဟာတစ်ခုပါနောက်တစ်ခုကကျွန်တော်တို့နောက်တစ်ခုကဖြစ်မချင်တာပါလဲဆိုတော့
ဒီနေ့ဟိုမှာပေါ့နော်လန်ဆယ်ဘက်မှာကျွန်တော်တို့နေ့ပြောတဲ့သတင်းမှာအဆက်ပါပဲလန်ဆယ်ဘက်မှာဆန္ဒပြတဲ့ဖြစ်စဉ်လေးဒီနေ့ဖြစ်ပါတယ်ဆန္ဒပြတဲ့ဖြစ်စဉ်ဆိုတာချားမဟုတ်ဘူးဒီဟို KIA ကိုဆန္ဒပြတဲ့ဟာပေါ့နော်လန်ဆယ်ဘက်မှာဖြစ်သွားပါတယ်အဲ့ဒါကတော့ဟိုအရေးရကြရကျွန်တော်ပြောထားပါတယ်9ရက်နေ့မှာဆန္ဒပြမှုလုပ်ပါလိမ့်မယ်လို့ကျွန်တော်ပြောခဲ့ပါတယ်နော်ပူတာဦးမြို့ပေါ်မှာပေါ့နော် sorry ပူတာဦးမြို့မှာဖြစ်တာနော်ပူတာဦးမြို့လုံးစွတ်ရက်ကွက်မှာဒီနေ့မနေ့ပိုင်းမှာပဲလူပေါင်း1000လောက်ပေါ့နော်လူပေါင်း1000လောက်ပြည်သူလူထု1000လောက်က KIA ကိုအလိုမရှိကြောင်းเนาะအလိုမရှိကြောင်းဆန္ဒပြကြပါတယ်အဲ့မှာပြည်သူစစ်တွေလည်းပါဝင်ပါတယ်အဲ့ကမဲကိုယ်စားလှယ်လောင်းတွေလည်းပါဝင်တယ်လို့ကြားပါတယ်အဲ့တော့သူတို့ကရှေ့ပြောနေ KIA နဲ့အပေါင်းပါတွေကတဲ့ကိုယ်နဲ့အပေါင်းပါတွေရဝမ်ဒေသမှာဖြစ်တဲ့လန်ဆယ်ကိုမတရားထိုးစစ်ဆင်သိမ်းပိုက်တာနဲ့ပတ်သက်ပြီးတော့လုံးဝမကျင့်တတ်ဘူးပေါ့ဒါကြောင့်မို့လန်ဆယ်ဒေသကိုပြန်လည်ရရှိနေ KIA နဲ့အပေါင်းပါတွေအလိုမရှိကြောင်းဆိုပြီးတော့ကြွေးကြော်ဆန္ဒပြမှုလုပ်တယ်တဲ့ပြောရရင်တော့ KIA ရဝမ်လူမျိုးတွေပေါ်မှာလည်း1964တော့လူမျိုးလုံးတပ်ဖြတ်မှုတွေလုပ်ခဲ့တယ်တဲ့ဒါကြောင့်မို့ဒါကိုလည်းမကျင့်တတ်ဘူးဒါကိုလည်းအမှန်တရားပေါ်ထုတ်ပေးဖို့ပေါ့စသဖြင့်ပေါ့ဒီ KIA နဲ့ပတ်သက်ပြီးတော့မကျင့်တဲ့ချက်တွေဟိုပြပြီးတော့ဒီရဝမ်နေနဲ့ဒီဒေသခံပူတာဦးမှာရှိတဲ့ဒေသခံတွေတော်တော်များကလူတစ်ထောင်ကျော်ဆန္ဒပြတာတယ်တစ်ထောင်ကျော်ဆန္ဒပြတယ်လို့သွားတယ်လို့သိရပါတယ်သူတို့ကြွေးကြော်တန်တွေကတော့ပွင့်လင်းပြောရင်တော့ KIA အလိုမရှိကြောင်းပြောလာပါတယ်ဆိုတော့ကျွန်တော်ကတော့ပွင့်လင်းပြောရင်တော့ကချင်ပြည်နယ်မှာ KIA ကိုအလိုမရှိကြောင်းကိုမြည်သည့်တိုင်းသားမဆိုဆန္ဒပြတာတွေဇရိုက်တခုပြီးတခုလှုပ်လာကြတာကောင်းပါတယ်ဘာလို့လဲဆိုတော့ဒါမှသာလေ KIA သူ့ကိုယ်သူလူလိုနားလဲတော့မှာဖြစ်ပါတယ်အခုချိန်ဒီ KIA ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် KIA ဘာတစ်ခုမှလုပ်မပေးနိုင်ပေမဲ့ကချင်ပြည်နယ်ပျက်စီးရေးအတွက်ကတော့ဖြက်စီးရေးအတွက်ကတော့ကချင်ပြည်နယ်ကြီးစုပ်ပြတ်တတ်သွားရေးအတွက်ကတော့ KIA ရဲ့ခွန်တို့ကာတုံးခွန်တို့အုပ်စုကတော့အကောင့်တွေဆက်ပြီးပေါ်နေတာတွေ့ရပါတယ်ပြောရင်တော့ဒီနေ့ချိန်ထိ KIA ကြောင့်ပေါ်ပေါက်လာတဲ့လမ်းတစ်ခုတရားတစ်စင်းကျွန်တော်မတွေ့ရသေးပါဘူးခင်ဗျားတို့လည်းတွေ့ရင်ပြောကြည့်ပါမဖြစ်နိုင်ပါဘူးအဲ့တော့ KIA ဟာဒီနယ်မြေမှာတယန်ဇာတာကနေရတဲ့ပတ်စံတွေနဲ့လူကြီးပိုင်းတွေကချမ်းသာကြွယ်ဝမှုလို့ဖန်တီးပေမဲ့တခြားသောတိုင်းရင်းသားတွေကိုနော်ဂျဝမ်လိုတိုင်းရင်းသားတွေမျိုးတိုင်းရင်းသားတွေကိုနော်ဟိုလီဆူလိုဟာမျိုးတွေဒါတွေကိုသူတို့ကဘာလုပ်လဲဆိုတော့နှိမ့်ဆက်အနိုင်ကျင့်တယ်ရှမ်းနီတွေကိုနှိမ့်ဆက်အနိုင်ကျင့်တယ်စသဖြင့်ဒါမျိုးတွေလုပ်ပါတယ်ပမာတွေလည်းအဲ့မှာနှိမ့်ဆက်အနိုင်ကျင့်ခံရပါတယ်အဲ့တော့ KIA ကသူ့လူမျိုးသူ့အုပ်စုကလွေကျန်တဲ့အုပ်စုတွေကိုဟိုရှင်သန်ကြီးထွားကမပြုတ်တဲ့ဒီလူမျိုးကြီးဝါဒကိုဂိုင်းတွဲဂိုင်းဟိုဂိုင်းဟိုဘယ်လဲဂိုင်းဆွဲကျင့်သုံးပြီးတော့နှိမ့်ဆက်အနိုင်ကျင့်တယ်လုပ်နေပါတယ်ဖားကတ်မှာလည်းတရက်ကိုလူ4ယောက်ထက်မနည်းတစ်ပတ်ကိုလူ10ယောက်ထက်မနည်းအနည်းဆုံး10ယောက်15ယောက်လောက်ထက်မနည်းပုံမှန်ပြန်ပေးဆွခံနေရတယ် KIA ကဘယ်လောက်တော့ဘယ်လိုဆိုတော့ဖားကန်နေတာမှာနာမည်ကြီးပါတယ်ဘယ်လိုကြီးလဲဖားကန်ဆိုင်တော့နာမည်ကြီးပါတယ်ဘယ်လိုကြီးလဲဆိုတော့ဟို KIA လူကြီးတွေကတဲ့ပြည်သူလူထုကိုစောက်ချောက်တဲ့ခါမှာစောက်ချောက်တာဘယ်လောက်ထိစောက်ချောက်လဲဆိုအိမ်နိုင်ရောက်တယ်မဟုတ်တော့လမ်းမှာတွေ့လမ်းမှာစောက်ချောက်ပါတယ်တဲ့အိမ်မှာအိမ်နိုင်ရောက်စောက်ချောက်တာလည်းမဟုတ်တော့ဘူးတဲ့လမ်းမှာတွေ့လမ်းမှာဓမင်းတိုင်းမှာတွေ့ဓမင်းတိုင်းမှာကော်ဖီတိုင်းမှာတွေ့ကော်ဖီတိုင်းမှာတွေ့ရနေမှာဟိုစောက်ချောက်တဲ့အဆင့်တွေရောက်ကုန်ပါပြီဆိုပြီးတော့ကြွေးပြောနေကြပြီအဲ့ဒါဘာလဲဆိုတော့ပြန်ပေးဆွဲတာကိုပြောနေတာပါစစ်သားလိုအပ်ချက်ပြပေါ်တာဆွဲတာကို KIA ကအကြီးကျယ်ကျင့်သုံးနေတယ်တွေ့ရတယ်ဒါပေမဲ့ကွမ်မော့ရဲ့ကာတွန်းကောင်ရဲ့သားသမီးတွေနော်အင်ဘန်လာရဲ့သားသမီးတွေတော့ဒီစစ်ပွဲထဲမှာပါလာသလားမေးရင်တော့တခါမှတော့ကျွန်တော်တရားမတွေ့ရဘူးပါလာရင်လည်းစီဦးထောက်ပဲစားပြီးတော့ရုံငန်းကောင်းလေးပါထိုင်ပြီးတော့ကြည်ကွယ်မြက်ကွယ်ကနေပြီးတော့ပြောရမယ်သဘောတော့ရှိတယ်ဒါကာတွန်းကောင်တို့ပဲလုပ်ရပါဆိုတော့ဒီကာတွန်းကောင်တို့အုပ်စုတော့အနေနဲ့ကတော့ဟိုပြောရတော့ကချင်ပြည်နယ်မှာကာတွန်းကောင်တို့အုပ်စုကရှိတော့မရှိတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြပြသားပဲယုံကြည်သွားတယ်ပြောလို့ပါတယ်အဲ့တော့အာဏာပိုင်ဖွဲ့စည်းတွေနိုင်ငံတော်အစိုးရအကြီးအကဲတာဝန်ရှိသူတွေနဲ့လည်းဒီလိုမျိုးကာတွန်းကောင်တို့လိုမျိုးအကြမ်းဖက်သမားတွေအုပ်စုနဲ့တော့ပို့ရင်လည်းပြောရတော့အကြမ်းဖက်နေသူတွေအကြမ်းဖက်သမားအုပ်စုနဲ့စကားပြောစရာကောင်းစကားပြောဖို့မပြောသင့်ဘူးတကယ်လို့သူတို့အမားတွေသူတို့ဝင်ချတောင်းပန်လာတဲ့နေ့ကြရင်တော့စကားပြောဖို့လိုရင်ပြောရပါလိမ့်မယ်ဆိုတော့ဘာလဲဆိုတော့ဒီနေ့ဒီချိန်မှာတပ်မတော်အနေနဲ့ထိုးစစ်ဆင်ဆက်ရှိရထိုးစစ်ဆင်ဖို့လိုအပ်တယ်ဒီအုပ်စုတွေပေါ်မှာဖိအားပေးထားနိုင်မှုတွေနေမြေကျင်းတဲ့ကျင်းအောင်လုပ်ပြဖို့လိုပါတယ်တပ်မတော်အနေနဲ့ဒါလုံးမှသာလျှင်ပြည်သူလူထုဘဝကိုကာဝဆောက်ချတာဖြစ်ပါလိမ့်မယ်ကချင်ပြည်နယ်မှာရှိတဲ့ပြည်သူလူထုဘဝကိုကာဝဆောက်ချဖို့အတွက်တပ်မတော်ကထိုးစစ်ကိုများဆင်ပေးဖို့လိုတယ် PPC ရောက်ဆင်ပေးဖို့လိုတယ်နောက်ဆုံးကာတုံးကောင်တို့ဘက်ကနေပြီးတော့ကျွန်တော်တို့အရှုံးပေးပါပြီခင်ဗျာလက်မြောက်တဲ့အထိဖိအားပေးထားဖို့လိုတယ်အရှုံးပေးပါလက်မြောက်နေမဟုတ်ဘူးလေးဘက်ထောက်ပြီးလက်မြောက်တဲ့အထိပါသူတို့ဖိအားပေးထားဖို့လိုတယ်လို့ကျွန်တော်တို့တပ်မတော်တိုက်တွန်းပါတယ်ဒါလုတ်ကိုလုတ်ရမယ့်ကိစ္စပါနောက်မို့ဆိုရင်တော့ကချင်ပြည်နယ်မှာရှိတဲ့ပြည်သူလူထုဟာဟိုကာတုံးကောင်တို့ကနှိမ့်ဆက်သမျှကိုလှိမ့်ပိတ်ပြီးခံနေရပြီးတော့အတမထွက်ရတဲ့ဘဝကိုရောက်နေပါတယ်ဒါကတော့မြင်ဖြစ်နေတဲ့ခင်းချင်းတွေပေါ့နော်အဲ့တော့ဆန္ဒပြတာကိုကြည်ချင်းအဖြစ်နဲ့ခင်ဗျားတို့သိနိုင်ပါပြီအခုဆန္ဒပြတာတစ်မျိုးပြီးတစ်မျိုးစပြီးတော့ကူးဆက်နေတာကိုခင်ဗျားတို့မြင်နေရပြီနော်ဒါ KIA နဲ့ပတ်သက်ပြီးဆန္ဒပြတဲ့ကိစ္စနောက်တစ်ခုကဒီ AA နဲ့ပတ်သက်လေလက်နက်ကိုင်တပုံဖြစ်တဲ့ AA နဲ့ပတ်သက်လေပြောကြလေးပေါ်လာတယ်အဲ့ဒါဘာလဲဆိုတော့ဒီရခိုင်ပြည်နယ်မောင်းတော်ဒေသထဲမှာအခုအာဆာတွေက AA ကိုထိုးစစ်ဆင်တာကြီးလုပ်နေပြီပြန်လုပ်နေပါပြီပြောရင်တော့တော်တော့ AA တော့အခုမှတော့ AA တော့စပြဿနာတက်ပြီပေါ့ဗျာ AA တော့ပြဿနာတက်ပြီပေါ့ထွန်းမြတ်နိုင်ကသူ့စိတ်ထဲမှာအာဆာကိုသူတို့ထိန်းနိုင်မယ်လို့သူထင်ခဲ့ပုံရတယ်ဘင်္ဂလီနဲ့အစောမှာသူသွားပူပေါင်းခဲ့တယ်ခင်ဗျားတို့data ချက်လက်တွေပြန်ရှာလို့ရတယ်ထွန်းမြတ်နိုင်ကသူအခုကြီးညင်းလိမ့်မယ်သူတို့တော့ပူပေါင်းခဲ့မရှိဘူးဘင်္ဂလီနဲ့ဒါပေမဲ့တစ်ချိန်တော့ဘင်္ဂလီနဲ့သူတို့ပူပေါင်းခဲ့တယ်ဘင်္ဂလားဒေ့ရှ်နယ်မြေထဲမှာသူတို့အခြေစိုက်စခန်းလေးတွေသွားလုပ်ခဲ့တာကြီးကဘင်္ဂလားဒေ့ရှ်အစိုးရစီမှာ data ချက်လက်ရှိပြီးသား
အဲ့အစိုးရဒေတာတွေကိုလောကမြန်မာအစိုးရဆီမှာရှိနေပြီသားထွန်းမြတ်နိုင်ရတယ်သူကဘလို့ပဲညင်းသူဒီဘင်္ဂလားဒေ့ရှ်ကိုမှီခိုခဲ့ရတယ်ဆိုတော့သူကိုတော့သူကသူတည်တယ်ဒါပေမဲ့သူတို့အချိန်တစ်ခုရောက်တဲ့အခါမှာချင်းနေလို့မရဘူးဆိုတော့သူတို့သဘောလာအခုသူတို့ချင်းညှိကြတယ်အခုအာဆာကအင်အား1000လောက်နဲ့ဒီမောင်တော်ဒေတာတွေကနေရာချို့ပြန်ပြီးတော့သိမ့်ပိုင်နိုင်ရေးအတွက် AA ကိုပြန်ပြီးတိုက်ထုတ်နေတာစနေပြီသိရတယ်ဆိုတော့ထွန်းမြတ်နိုင်တို့ကဗာပြောလဲဆိုတော့အဲ့ဒီအာဆာရဲ့နောက်မှာစစ်တပ်ရှိတယ်ဆိုတဲ့သဘောမျိုးပြောကြတယ်အာဆာကလည်းအဲ့ဒါကိုပုံမရိုက်ပြီးတော့သူတို့ချင်းဝါရဖြန့်နိုင်လို့တယ်ဘင်္ဂလီအုပ်စုတွေကဘယ်လိုဝါရဖြန့်ပုံမရိုက်လဲဆိုတော့ခုရပိုင်း TikTok တွေမှာတက်လာလိမ့်မယ်မသိရင်ဘင်္ဂလီကဟိုဗျာအသက်ကပြင်30ကျော်လောက်ပဲ30လောက်တော့ရှိလို့ရှိဦးမယ်အဲ့ဒီဘင်္ဂလီတကောင်ကသူ့ကိုစစ်တပ်ကဘုံမွေးယာရုပေးပြီးတော့သူတို့အာဆာတွေကိုဘင်္ဂလီကိုစီးအောင်ပြီးတော့ AA ကိုပြတ်တိုက်ခိုင်းတယ်ပေါ့နေမြေရလို့ရှိရင်မင်းတို့နေမြေပြမယ်ဆိုတိုက်ခိုင်းပါတယ်ဆိုပြီးတော့ကလားလူတွေပြောနေတယ်ဘင်္ဂလီလူတွေပြောနေတယ်ဆိုတော့ကြည့်လိုက်တော့သူ့ကြည့်လိုက်တော့အဲ့မှာဓာတ်ပုံတွေတင်ထားရရှိတယ်ဓာတ်ပုံတွေကြည့်တော့ဓာတ်ပုံတွေကရှင်းပြရတော့ဟိုသူများရဲ့ကပ်ပြားတစ်ခုမှာသူ့ဓာတ်ပုံပြန်ကတ်ထားတာပြီးအင်ဂျီယူနီဖောင်းဆိုတာလည်းသူများယူနီဖောင်းယူဝတ်ထားတာပြီးတော့နာမည်အစားကုန်လိုက်ချိန်ထားတယ်ဆိုတော့ဘာလဲဆိုတော့ဒီအတုတွေပေါ့ Photoshop တွေနဲ့ Photoshop တွေဒီကပ်ပြားအတုတွေနဲ့သူကသူ့ဘုံမှုယာရုပေးပါတယ်ပြောတယ်ခင်ဗျားစဉ်းစားကြည့်ပြတက်မတော်ကဒီသူ့တက်မတော်မှာတော့ဘုံမှုယာရုဖြစ်ဖို့အတွက်ကိုခင်ဗျာဘယ်လောက်ကြိုးစားပြီးယူရလဲဘလို့လို့လောရလဲဆိုတော့အစစ်စစ်ဘလောက်တက်ရလဲဆိုတော့ခက်ခဲတယ်လဲဆိုတော့သူတို့သိတယ်မိနစ်200မှာဘာဖြစ်လဲဒီဘင်္ဂလီအုပ်စုကိုသွားပြီးတယောက်ခေါင်းဆောင်ဘင်္ဂလီအုပ်စုတယောက်ကိုသွားပြီးရောဘုံမှုကြီးဆိုယာရုကောက်ပေးရလောက်တက်မတော်အဲ့လောက်ကြီးဈေးမပေါ်ဘူးသူတို့မှားနေတာပေါ့ဆိုတော့ဝါရဖြန့်တာဖြန့်တော့ဖြန့်တယ်လွဲချော်နေတာပေါ့တိုးတော့သူတို့ကတော့အချိန်ငိုက်ဝါရဖြန့်တယ်အေးကလည်းစစ်တပ်ကဒီဘင်္ဂလီနောက်မှာရှိပါတယ်လို့ပြောတဲ့ချိန်မှာဒီကလည်းဘင်္ဂလီတွေကလည်းသူတို့စစ်တပ်ကပူးပေါင်းပါအောင်စစ်တပ်ကသူတို့နောက်ကနေပြီးတော့လှုပ်ဆော်ပေးတယ်ဆိုပြောတယ်အဲ့တော့တက်မတော်အနေနဲ့ကဒီဝါရ line ပေါ်မှာသတိထားဖို့လိုတယ်ဖြစ်နိုင်ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့ရှိရင်တီးခြားအစီအစဉ် plan ကြီးကြဆွဲထားဖို့လိုပြီထင်တယ်တောင်ပိုင်းနဲ့မြောက်ပိုင်းနှစ်ချမ်းခွဲထားဖို့လိုတယ်ပြီးရင်မြောက်ပိုင်းအုပ်စုမှာမောင်းတော်ဘူးစီတောင်မောင်းတော်နဲ့တောင်ပြိုအုပ်စုတစုအဲ့ဒါကိုတော့တတ် buffer zone တစ်ခုနဲ့တတ်ထောက်ထားပြီးတော့မှဒီဘက်ကတောင်ပိုင်းကိုတော့တက်ကအချိန်ပိုင်းပြန်သိမ်းအချိန်တစ်ခုယူပြန်သိမ်းနိုင်မယ်လို့ယူဆတယ်အဲ့တော့စောင့်ကြည့်ကြမှာပေါ့ဗျာအဲ့တော့ AA တော့ဘယ်လိုရှင်းမလဲမသိဘူးလို့ဆိုတော့အဲ့မှာမောင်းတော်ဘက်မှာ AA တွေပြန်တိုက်ခံနေရတယ်လို့ကျွန်တော်တို့သတင်းတွေရပါတယ်ဆိုတော့ဒီတိုင်းသွားရင် AA နဲ့မျိုးမပြုတ်တော့ AA တဖြည်းဖြည်းနဲ့ဟိုဒီဘက်ကိုဆင်းလာမယ်ဆိုလဲတက်ကသူ့ပေါ်ယုံကြည်မှုအားနေနေပြီတစ်ချိန်တည်းမှာပဲအာဆာအုပ်စုကလည်း AA ကိုကြည့်မရတော့ဘူးဗျာပြောရင်တော့အာဆာအုပ်စုကကြည့်မရခြင်းအကြောင်းရင်းကလည်းသူနေမြေလိုချင်တာသူကတော့ဒါငကိုတဲ့နေမြေရီမှန်းချက်ရှိပြီးသားနေမြေရရှိပြီးသားဆိုတော့တက်မတော်နေတဲ့ကလည်းဒါကိုလည်းသိတဲ့အတွက်တက်ကလည်းပို့နေပြောတော့တချို့ကိစ္စတွေမှာဟိုအသားလေးနောက်ဆုတ်ပေးလိုက်တဲ့သဘောလိုမြင်ရလို့ဖြစ်တယ်အဲ့တော့မောင်တော်ဘက်ကနေသက်မိုင်တိုင်း51နဲ့59ကြားမှာတော့အဲ့ဒီကောင်ကြီးအာဆာတွေအုပ်စုလိုက်အင်အားနဲ့အင်အား4000တော် sorry 1000မို့4000လောက်အင်အား4000လောက်ရှိတယ်အဲ့လောက်နဲ့ဝင်ပြီးတော့နေမြေတွေကိုဖြတ်ပြီးတော့ AA ရှိတဲ့နေရာမှာတည်းကဝင်စီးပြီးတိုက်ထုတ်နေပြီလေ AA တွေကိုဆိုတော့ကြည့်ရတော့ဒီပြဿနာကြီးရဲ့နောက်ဆက်တွဲကနိုင်ငံတော်အစိုးရကဖြေရှင်းရအောင်မယ်ကျွန်တော်တို့ကအခုချိန်မှာ AA ကလုံနေလို့ဆိုတာကျွန်တော်တို့ကြည့်နေရပြီမဲ့ကျွန်တော်တို့စိတ်မကောင်းတာတစ်ချိန်ကျရင်ဒီအာဆာတွေကိုတပ်မတော်ကပြန်တိုက်ယူအောင်မယ်အဲ့တော့တပ်မတော်အနေနဲ့လည်းဒီကိစ္စမှာထောင်ချောက်ထဲဝင်မသွားအောင်ကိုကထောင်ချောက်ထဲဝင်မိမသွားအောင်နဲ့ကိုကထောင်ချောက်ပြန်ဆင်နိုင်အောင်တော့တပ်မတော်ကောင်းဆောင်တွေအခုချိန်မှာစဉ်းစားပြင်ဆင်နေလိမ့်မယ်လို့ကောက်ချက်ချပါတယ်လုံးလိမ့်မယ်လို့ယူဆပါတယ်သတိကြီးထားပြီးဒီရခိုင်ပြည်နယ်မြောက်ပိုင်းဘူးသီးတောင်မောင်တော်ဒေသကိုသတိကြီးထားပြီးတပ်မတော်အနေနဲ့ကင်တွယ်နိုင်လိမ့်မယ်လို့ယူဆပါတယ်ဘာလို့ဆိုတော့တစ်ချိန်တော့လည်းကျွန်တော်တို့ထောင်ချောက်မိခဲ့ပြီးသွားပြီကျွန်တော်တို့အခုတော့ဒီတစ်ခေါက်မှာတော့တပ်မတော်ကရှင်းပြရင်တော့ဟိုအထာဏသွားပြီလို့ကျွန်တော်မြင်ပါတယ်ရှောက်တက်တိတ်တက်လိမ့်မယ်ကင်တွယ်တတ်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်เนาะအဲ့တော့အေးတော့ဘယ်လိုဆက်လုပ်မလဲတော့မသိဘူးထွန်းမြတ်နိုင်တော့တဖြည်းဖြည်းနဲ့တော့ဇက်သိန်းတော့မယ်ထင်တာပဲရခိုင်ပြည်နယ်နဲ့ဘယ်နာမှထွန်းမြတ်နိုင်တော့ပုံနေလို့တော့မသိဘူးเนาะဒါတဖြည်းဖြည်းနဲ့တော့ထွန်းမြတ်နိုင်တော့ဇက်သိန်းနေမျိုးလို့ယူဆတာပါပဲဒီလိုတော့ကျွန်တော်မြင်ကြောင်းပြောလို့တယ်နောက်တစ်ခုကကျွန်တော်တို့ဒါပြောပြီးတော့နောက်တစ်ခုကဒီ PDF တွေတဲ့ဂျားမှာဖြစ်နေတဲ့ဇာတ်လမ်းလေးတစ်ခုပေါ့เนาะဒါလည်းကျွန်တော်ပြီးခဲ့တဲ့တနေ့ရတယ်ပြောမလို့နဲ့မပြောဖြစ်လိုက်ပဲနဲ့ခုမှပဲကျွန်တော်ပြောလိုက်ရတဲ့ဟာလေးပါအဲ့ဒါဘာလဲဆိုတော့ PDF တွေဂျားမှာဖြစ်နေတဲ့ဇာတ်လမ်းကလူငယ်လေးတွေပေါ့ဗျာခုနောက်ပိုင်းလူငယ်တွေသူတို့ကိုယ်သူတို့ဟုတ်လာပြီလို့ထင်နေမဟုတ်တော့တာတွေပေါ့အဲ့ဒါဘာလဲဆိုတော့လူငယ်တယောက်သူ့ကိုယ်သူတတ်တယ်ရောပါတယ် PDF လူငယ်တယောက်နော်ကျွန်တော်တော့နောက်ပိုင်းမှာ PDF တွေအဆုံးသတ်ကဒီလိုပဲဖြစ်လာတော့မယ်လို့ကျွန်တော်တို့ကတော့မြင်နေခဲ့ပါတယ်အခုလည်းအဲ့အဆုံးသတ်ကအဲ့လိုဖြစ်မယ်ဆိုတော့မြင်ထားတဲ့အတိုင်းပဲတကယ်တော့စပြီးတော့ဖြစ်လာပါတယ်ဘာလို့ဆို PDF ညီငယ်တယောက်ပေါ့နော်ညီငယ်တယောက်လို့ပဲကျွန်တော်ပြောပြစီကိုယ်ထက်လည်းငယ်ပါတယ်အဲ့သူကတော့ယာယီတိုင်မှုတာဝန်ထမ်းဆောင်နေတယ်လို့ချမ်းမြင်သိရတယ်ဒါပေမဲ့သူ့ပြဿနာကယာယီတိုင်မှုဆိုတော့မင်းဘူးခေမှတ်3တိုင်ရင်ယာယီတိုင်မှုပေါ့ဟိုးကြီးတဲ့သူ့နာမည်လည်းဆိုင်းကြီးပေါ့နော်ဟိုးကြီးတဲ့နာမည်ရင်းတော့ရှိပါတယ်နော်ဒါပေမဲ့ဟိုးကြီးဆိုအဲ့ပုဂ္ဂိုလ်ကသူယာယီတိုင်မှုတာဝန်ထမ်းဆောင်နေနေသူကနော်ပြီးခဲ့တဲ့အောက်တိုဘာ1ရက်နေ့ညမှာ1ရက်နေ့ပေါ့နော်သူ့ကိုယ်သူတရနဲ့ပြစ်တက်ပြီးဆုံးစီရင်သွားတယ်ဒီဖြစ်စဉ်ကရိုးတန်းကြည့်ရင်တော့အော် PDF တဲ့သူ့ကသူဆုံးသက်တတ်ပြီးသွားတာပဲဘာဖြစ်လဲမင်းပျော်နေရမှာပေါ့လို့ကျွန်တော်ပြောလိမ့်မယ် PDF ညီငယ်တယောက်သူ့ကိုယ်သူတတ်တည်သွားလောက်တဲ့အထိခံစားရတဲ့စိတ်ပီစီမှုနဲ့မြေပြင်မှာဖြစ်သွားတာဘာလဲဆိုတော့ကြားတဲ့အခါမှာစိတ်မကောင်းဖြစ်တာ
ဆိုတော့ကျွန်တော်စောရဲပြောပါတယ်ဟိုရင်လည်းပြော PDF ညီငယ်ညီမငယ်တွေကိုတော့ဒါကျွန်တော်တို့တိုင်းသားကျွန်တော်တို့နိုင်ငံသားကျွန်တော်တို့ရဲ့လူဆောင်ရင်းမြစ်တွေဒါကြောင့်ကျွန်တော်ကတိုက်ပွဲတွေတိုက်ခဲ့တယ်စိတ်ကြိုက်တိုက်ခဲ့ပြီးသွားပြီအခြေအနေလည်းသိပြီဒါကြောင့်ရက်တင်တာရက်ပြီးတော့နိုင်ငံတော်နဲ့ပြန်ပူးပေါင်းမှာလက်နက်ချအလင်းဝင်ပြီးတော့မိသားစုစီပြန်သွားပါဒါအကောင်းဆုံးသောအဖြေပဲဆိုတော့ကျွန်တော်အချိန်ချင်းပြောခဲ့တယ်ခုလည်းထပ်တိုက်တော့နေတနိုင်ငံလုံးမှာရှိတဲ့ PDF ညီငယ်ညီမတွေအနေနဲ့ဒီနေ့၄နှစ်ကျော်အတွင်းမှာညီလေးတို့ရင်ဆိုင်ထားရတယ်ညီတို့ညီမတို့ရင်ဆိုင်နေရတဲ့ဒုက္ခတွေကိုကျွန်တော်တို့အဝေးကလှမ်းကြည့်လို့ကိုယ်တိုင်ကိုချင်းစာလို့ခံစားမိတယ်အဲ့ဒါကြောင့်မလို့အဲ့ဒုက္ခတွေကိုဘာလို့ရမလဲတစ်ခုပဲကျွန်တော်တယ်ဆက်လျှောက်ရင်လည်းနောက်ဆုံးမှာကိုကတခိုးတမျှဘဝနဲ့ဘယ်နေရာမှာမသိကိုမိဘတောင်မှမသိမိသားစုတော်မသိဘဲနဲ့ဘယ်နေရာမှာသိမှမသိသေးရလိမ့်မယ်အဲ့လိုအားကိုဆက်မလျှောက်တော့ဘဲနဲ့ဘာလို့တင်တာလဲမေးရင်ကိုရှိရဲ့လက်နက်ကိုကင်ပြီးတော့နိုင်ငံတော်နဲ့ပူးပေါင်းပြီးတော့တက်မလို့ပြန်ပူးပေါင်းပြန်ဝင်လာရင်မိသားစုစီကိုကောင်းပြန်ရောက်မယ်ပြီးတော့ကိုလက်နက်ပြန်ယူလာတဲ့အတွက်ငွေရမယ်အဲ့ရတဲ့ငွေလေးနဲ့မိသားစုရှာဖွေစားတော့လို့ရမယ်အဲ့လိုလုပ်ကြရင်ပုံမကောင်းလားသူလည်းဒီပီတဲ့ညီငယ်တွေသိလည်းမသိဘူးဒုက္ခလည်းမရောက်ဘူးဟိုမိသားစုတွေလည်းပျော်ရွှင်နဲ့ပေါင်းတူတူကနေထိုင်ခွင့်ရမယ်ဒါကောင်းတဲ့ကိစ္စပဲကျွန်တော်အဲ့ဒီလိုလုပ်စီခြင်းနဲ့အဲ့ဒီလိုလုပ်ပါလို့ပဲဒီနေ့ဒီနေရာနဲ့ထပ်တိုက်တော့တယ်ညီငယ်ညီမကပီတဲ့ညီငယ်ညီမတွေထပ်တိုက်တော့တာလက်နက်ချပြီးတော့မိသားစုနဲ့ပြန်ပူးပေါင်းပါလက်နက်မချနိုင်ဘူးလက်နက်ယူလာပြီးတော့တပ်မတော်နဲ့ချိတ်ဆက်ပြီးတော့မိသားစုနဲ့ပြန်ပူးပေါင်းပါလက်နက်တွေတပ်မတော်အပ်လိုက်ပြီးတော့မိသားစုပြန်ပူးပေါင်းဟာခင်ဗျားအရင်ကောင်းတဲ့ကိစ္စလေးဖြစ်တဲ့အတွက်ညီငယ်တွေကိုတိုက်တွန်းတာပါအခုဘာလို့ပြောလဲဆိုအခုဒီမှာPDF ညီငယ်မင်းဘူးခင်မတ်သုံးတိုင်ရင်ယာယီတိုင်မှုညီကျွန်တော်လည်းငယ်ပါလိမ့်မယ်အဲ့ညီကဘာဖြစ်သွားလဲဆိုတော့သူ့ကိုယ်သူတတ်တည်သွားတယ်တတ်တည်သွားရင်စာရေးခဲ့တယ်ယူသားစွာတော်လန်ကြပါနော်စကလုံးလေးကရိုးလေးပဲယူသားစွာတော်လန်ကြပါတဲ့ပြီးတော့ဘာလို့အောက်ခြေရဲဘော်တွေရဲ့အရှက်ဂုံတိတ်ခါအသက်တွေကိုချမနှင်းကြပါနဲ့ဒါပဲသူရေးသွားတဲ့စာနော်ယူသားစွာတော်လန်ကြပါအောက်ခြေရဲဘော်တွေရဲ့အရှက်ဂုံတိတ်ခါအသက်တွေကိုချမနှင်းကြပါနဲ့ဗါတဲ့အောက်ခြေရဲဘော်တွေရဲ့အရှက်ဂုံတိတ်ခါအသက်တွေကိုချမနှင်းကြပါနဲ့ဆိုပြီးတော့ဒီ PDF ညီငယ်ကရေးသွားတယ်ယူသားစွာတော်လန်ကြပါဆိုလို့ပြီးတော့ဒီစကလုံးရဲ့နောက်မှာဒီ PDF ညီငယ်တယောက်ဘယ်လောက်တောင်ခံစားသွားရတယ်ဆိုတာသူဘယ်လောက်စိတ်ထဲမှာတောကတွေများသွားလဲဘယ်လောက်တောင်သူစိတ်ထိခိုက်ကြေကွဲသွားလဲဘယ်လောက်တောင်သူအခြေအနေမှအောင်နားလည်သွားပြီးတော့ဘယ်လောက်တောင်သူဟိုစိတ်ကိုပိုင်းဖြတ်ပြီးသွားတယ်လဲဆိုတာခင်ဗျားတို့စဉ်းစားကြည့်ပါလူတယောက်ကိုယ့်ကိုတတ်သိဖို့ဆိုတာတုံတော့မလုပ်ပါဘူးတုံတော့ချင်းနေမှာမလုပ်ဘူးပို့ဆိုတာသူတို့လက်နက်ကင်ထားတဲ့လူတွေဖြစ်တဲ့အတွက်လက်နက်ရှိတဲ့အတွက်အင်အားရှိတယ်လို့ခံစားရတဲ့အတွက်သူတို့ထမင်းစားဖို့လည်းပူစရာမလိုဗျာစားဖို့တော့ဘာဘူးတယ်တနက်ရှိတဲ့အတွက်အမိန်ပေးလိုက်ရုံပဲပြီးသွားတယ်ဒါပေမဲ့အဲ့လိုနေရာမျိုးမှာနေရတဲ့တရမှုတယောက်တောင်မှပဲယာယီတိုင်းမှုတယောက်တောင်ကိုယ့်ကိုတတ်သိသွားတဲ့အထိသူ့ရဲ့ရင်ထဲကခံစားချက်ကဘာလဲဘာတွေဖြစ်ကုန်တာလဲခင်ဗျားတို့ခံမှန်းကြည့်တယ်ပြည်သူလူထုခံမှန်းကြည့်တယ်ဟို PDF တွေကိုအားပေးထောက်ခံနေပါတယ်ဆိုတဲ့လူတွေညီဘိန်းအုပ်စုတွေခင်ဗျားတို့သေချာစဉ်းစားကြည့်တယ်ခင်ဗျားတို့ထောက်ခံနေဆိုတဲ့လူတွေကိုယ့်ကိုတတ်သိတဲ့အထိစိတ်တော်ကတွေရောက်နေကြတဲ့အထိဖြစ်နေတာဘာလဲဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ဖို့သိပြီစဉ်းစားပြီးရင်ဟာငါတို့တော့မှားပြီထင်တယ်ငါတို့တော့လွဲနေပြီထင်တယ်ပြန်တဲ့လမ်းကြောင်းငါတို့လွဲသွားပြီထင်တယ်ဆိုတာမျိုးမှားပြီလို့မခံယူခြင်းတော့ငါတို့လမ်းကြောင်းတော့လွဲသွားပြီထင်တယ်ငါတို့ပြန်တဲ့လိုက်ရင်ကောင်းမယ်ဆိုရင်ပြန်တဲ့ကြရင်မကောင်းဘူးလားကျွန်တော်အဲ့ဒီတိုင်းပဲတိုက်တွန်းပါတယ်အဲ့တော့ဒီညီငယ်ကသူ့ကိုယ်သူတတ်တည်သွားတယ်မသိခင်မှာယူသားစွာတော်လန်ကြပါပြောတယ်ယူသားစွာတော်လန်ကြပါအောက်ခြေရဲဘော်တွေရဲ့အရှက်ဂုံတိတ်ခါနဲ့အသက်ကိုချမနှင်းကြပါနဲ့ဆိုတာကအထိအများကြီးရှိပါတယ်သူပြောသွားတဲ့စာရဲ့နောက်မှာမြုပ်နေတဲ့ဇလံမောင်းများစွာရှိလိမ့်မယ်ဆိုတော့ခင်ဗျားတို့သိတဲ့အတိုင်းအခု NUG ဘက်ကဘက်တော်သားတွေကလင်းချစ်သူတွေအုပ်စုကိုပိုင်အိမ်ဝယ်သွားပြီပန်ဆယ်လိုကိုပိုင်အိမ်ဝယ်သွားပြီကြော်ထွေး NLD ကြော်ထွေးအိမ်ဝယ်သွားပြီ NLD အောင်ကြည်ညွတ်အိမ်ဝယ်သွားပြီနော်ဒေါက်တာဇော်ဝေဆိုးရဲ့မိသားစုလည်းဟိုနိုင်ငံခြားမှာအခြေတကျနဲ့မိသားစုကကျောင်းဆက်တက်နေကြပြီအခြေတကျဖြစ်နေပြီဒေါက်တာဇော်ဝေးမိသားစုလည်းနော်အဲ့တော့ဣတင်စာမောင်ရဲ့နှာခေါင်းလေးလည်းလှအောင်ပြင်ပြီးသွားလို့ဣတင်စာမောင်လည်းမိုးဖိုးတောင်အများကြီးပေးနိုင်နေပြီနော်ဟိုဇင်မာအောင်လည်းအခုဆိုရင်ဂိမ်းသီယိုရီဆိုတဲ့စကားလုံးတော့မပြောတော့ဘဲနဲ့ပျောက်သွားပြီနော်ဟိုရီမွန်လည်းဥယီမွန်လည်းအခုဆိုရင်ဘယ်သွားလို့သွားနေမှမသိဘယ်လိုရောက်နေမှမသိတော့ဘူးနေဖုံးလိုက်လည်းအခုဆိုရင်မှာမဲဆောက်ချင်းမိုင်မှာပတ်လေရပြီးတော့အိန္ဒိယမီဒီယာရင်းနဲ့အင်တာဗျူးဖြေတာလွှဲဘာမှမလုပ်နိုင်တော့ဘူးမီဒီယာရင်းမှာထိုင်ဖြေနေတာလွှဲဘာမှမလုပ်နိုင်တော့ဘူးနော်ဥလွင်ကိုလက်လည်းအခုဆိုရင်တငယ်အငယ်မလေးအငယ်လေးနဲ့အငယ်လေးနှစ်ပါးသုံးနှစ်ယောက်တော့အောင်လည်းသူပျော်ပါနေပြီကဲဗမာတို့ခင်ဗျားတို့ PDF ညီငယ်ညီမငယ်တွေဘဝဗမာတို့ဒါအောင်မှအခြေအနေမှန်ကိုမသိကြသေးဘူးဆိုရင်တော့ PDF ညီငယ်ညီမတွေဘဝကတော့မကောင်းတော့ဘူးဗျဒီညီငယ်ဆိုရင်များပြောရရင်တော့ဒီညီငယ်ဆိုရင်များဒီလိုမျိုးရေးသွားရဲဆိုကြတဲ့ကသူ့မှာခံစားချက်တွေအများကြီးရှိလိမ့်မယ်သူ့အပေါ်နော်အပေါ်ပေါ့နော်အဲ့ဒါတွေပေါ့နော်ဆိုတော့အပေါ်တွေမှာဘာတွေဖြစ်ကြလဲလို့မေးတိုင်းခရိုင်တွေစီမံခန့်ခွဲမှုအမှားတွေရှိတယ်ပေါ့ပြောရရင်တော့မဟုတ်တာလုပ်တဲ့သူကိုဖိအားပေးမဲ့စားကောင်းကောင်းမလုပ်နေတဲ့သူတို့မှလာနိုင်ချင်းဖိအားပေးနှိမ့်ဆက်လုပ်တာတွေဒါတွေကိုသူမခံမြဲနိုင်ဖြစ်လာတယ်ပြီးရင်စစ်တပ်ကိုတော်လှန်ပါမယ်လို့ပြောရင်းနဲ့စစ်အာဏာရှင်စရိုက်ဆိုးတွေကိုငါတို့ဒီမှာကျင့်သုံးနေပါပြီဆိုတော့တောကတွေသူတို့မှခံစားရတယ်ဆိုတော့ပြောရင်တော့စကြတဲ့ကဒီအုပ်စုတွေကစစ်တပ်ကိုတော်လှန်မှုဆိုပြီးသွားတာကမဟုတ်တာတ
တပြောတော်ပါကြီးတော်လိုင်းရေးပြောဝဲစားထွက်သူထွက်ကြတာလीဆိုတော့အဲ့ဒါကိုအခြေခံနားမလဲပဲပြီးတဲ့ညီငယ်ညီမငယ်တွေကတွားပြီးရင်းနှီးမြှုပ်နှံကြတော့ကိုဘွားတွေအသက်တွေကိုရင်းနှီးမြှုပ်နှံကြတာနောက်ဆုံးပြန်မရတဲ့ဆုံးရှုံးမှုတွေနဲ့မိသားစုစီပြန်မလာနိုင်ကြတော့ဒါဒီညီငယ်ဆိုပြန်မလာနိုင်တော့မိသားစုစီပြန်မသွားနိုင်တော့ဘူးသူ့ရတယ်ဘယ်လိုရှင်းမလဲတော့မသိဘူးအဲ့တော့ဒီညီငယ်ဆိုရုပ်ရည်ရလည်းတက်တန်လေးပါနော်အဲ့တော့တော်တော်များတချို့တွေဒီကိစ္စနဲ့ပတ်သက်ပြီးမချီမနှောက်တော့ဖြစ်ကြတယ်ဒါပေမဲ့အန်ကျိတ်ပြီးခံနေကြရတယ်ပေါ့ရောက်ကုန်တယ်အဲ့တော့မြန်မာနိုင်ငံလုံးရှိတဲ့ပြီးတဲ့ညီငယ်ညီမငယ်တွေကိုတိုက်တွန်းချင်တာကထပ်ပြီးတိုက်တွန်းချင်တာကဒီညီငယ်လိုမျိုးရင်ထဲမှာတောကတွေများနေတယ်ခံစားခက်နေတယ်ဆိုရင်ကိုကိုလုံးကျန်နဲ့တက်ဖြတ်တဲ့အထိမလုပ်ကြပါနဲ့မလုပ်ဖဲနဲ့ဘာလို့ရမလဲဆိုတော့အခြေအနေအခြေခါကောင်းစောင့်ပြီးတော့တနက်ကိုယူပြီးတော့တက်ဆိုင်ရနေမြန်မာရှိတာဝန်ရှိသူစီကိုတွားပူပေါင်းပါလက်နဲ့ချပူပေါင်းပြီးမိသားစုစီပြန်ကျင်နေဆိုပြီးပြောပါပြီးမိသားစုစီကောင်းကိုပြန်နေပါဘဝအစ်စ်နဲ့ပြန်စပါအတိတ်ကလုတ်ခဲ့တဲ့အားလုံးကိုချက်ချခတ်လိုက်ပြီးတော့ဘဝအစ်စ်ပြန်စပါပိုကောင်းတဲ့ဘဝကိုရှောက်လန်းကြပါဒီအတွေ့အကြုံသင်ခန်းစာတွေကနေကိုဘဝယူတိုးတက်အတွေ့အကြုံကိုဖန်တီးကြပါအဲဒါကြောင့်မိဘရက်ခွန်ကိုပြန်လာကြပါပြီးတဲ့ညီငယ်ညီမတွေအားလုံးမိဘရက်ထံကိုပြန်လာကြပါမိဘရက်ထံပြန်လာဖို့အတွက်နိုင်တက်ဆိုင်ရာတာဝန်ရှိတဲ့ဒေသအသီးသီးတာဝန်ရှိတဲ့အရာရှိတွေကိုဆက်သွယ်ပြီးတော့မိဘရက်ထံစီကိုပြန်လာကြပါလို့ပဲကျွန်တော်ကတော့ထပ်ခါတိုက်တွန်းပါတယ်ဒီညီငယ်ညီမငယ်တွေရဲ့အသက်ကိုပြီးတော့အသက်နဲ့သူတို့ရဲ့လုံနိုင်စွမ်းလူစွမ်းရင်းမြစ်ကိုလေးစားတမိုးထောက်တာဖြင့်လှမ်းပြီးထပ်ပြီးတော့ကျွန်တော်တို့ဖိတ်ခေါ်ပါတယ်နော်ဒါလေးကကျွန်တော်ကြုံကြိုက်လို့ထည့်ပြောတာနောက်တစ်ခုကဒီ PDF တွေရဲ့လောက်ရတွေတချို့လောက်ရတွေမကောင်းတဲ့လောက်ရတွေပေါ့ဗျာဟိုမြင်းချံအချင်းဦးစီးဘာလို့ဆိုရင်ဖမ်းခံရတဲ့ဖြစ်စဉ်မြင်းချံအချင်းဦးစီးမဟုတ် sorry မြင်းချံအချင်းဦးစီးရဲ့မိသားစုပေါ့နော်အဲ့ဒီမိသားစုဖမ်းခံရတဲ့ဖြစ်စဉ်လေးဆိုတော့ဒါ PDF တွေမလုတ်တဲ့လောက်ရကိုကျိုးလွန်တယ်ပေါ့ဗျာဒါမလုတ်ရဘူးမလုတ်တင်ဘူးဆိုတာကိုသူတို့နားမလည်ဘူးပေါ့နော်မြင်းချံဘက်ကမြင်းချံအချင်းတောင်အချင်းဦးစီးရရှိတဲ့မိသားစုကို2ယောက်ကိုတဲ့2ယောက်နဲ့သူရင်မောင်းမျိုးသားကိုနော်အဲ့မြင်းချံဒေသအခြေစိုက်တဲ့ PDF အဖွဲ့ကနေပြီးတော့ဖမ်းသွားပါတယ်ဖမ်းသွားတဲ့ဖြစ်စဉ်ဖြစ်တယ်ဘယ်နည်းဖြစ်ဆိုမနေ့ရလို့ပြောလို့ရမလားတော့မသိဘူးနော်မနေ့ရလို့ပြောရမလားအော်တိုဘာ9ရက်နေ့ရပါ sorry ဒီနေ့က9ဆိုတနေ့ရပါနော်တနေ့ရဖြစ်တာဆိုတော့အဲ့ဒီအချင်းဦးစီးရရှိရဲ့ဇနီးနဲ့သူ့မိသားစုဝင်တွေလိုက်ပါလာတဲ့ကားကမြင်းကြံမြို့သားဒရာဦးမန္တလေးလမ်းတိုင်းတောက်လျှောက်ကားနဲ့မောင်းလာတဲ့အချိန်နဲ့မြင်းကြံမြို့နယ်အပိုင်တွေကနဘူးအိုင်ဆိုတဲ့ကြီးရွာနာမှာပဲအော်တိုဘာ9ရက်နေ့ကဖမ်းဆီးခံလိုက်ရတယ်ကြည့်ရတာသူ့မိသားစုရှိတဲ့နေရာကိုပြန်တဲ့ပုံပေါ်ပါတယ်အဲ့လိုဖမ်းခံလိုက်ရတယ်အဲ့တော့ PDF တွေဖမ်းသွားတယ်ဖမ်းသွားပြီးတော့အခုချိန်ထိတော့ဒီနေ့9ရက်နေ့ထိတော့ပြန်လွတ်လာတယ်လို့မကြားသေးဘူးအကျဉ်းဦးစီးရရှိတဲ့ဇနီးဒေါ်နီဝင်းမြီးဖြစ်သူကအသက်3နှစ်အရွယ်ပဲရှိသေးတဲ့မတ်ယွန်းချယ်ရီဟိန်းနဲ့နော်မတ်ယွန်းချယ်ရီဟိန်းပေါ့နော်ရင်မောင်းအမျိုးသားနော်စုပေါင်းဆိုတော့ဒီ3နှစ်ပဲရှိတဲ့3နှစ်ပဲရှိတဲ့ကလေးလေးကဘာပြစ်မှမရှိသလိုဒေါ်နီဝင်းဆိုတဲ့အကျဉ်းဦးစီးရရှိတဲ့ဇနီးမှာတော့ဘာပြစ်ရှိလို့လဲနောက်တစ်ခုကရင်မောင်းမှာဘာပြစ်ရှိလို့သူတို့မိသားစုစီကိုသူတို့ပြန်လာဖြစ်ပုံရတယ်ဘယ်လိုသတင်းရတော့လဲမသိ PDF တွေဖမ်းသွားတယ်အဲ့တော့ပြန်တော့မလွတ်ပေးဘူးဆိုတော့ကျွန်တော်တို့တခုပဲ PDF ညီငယ်ညီမတွေတို့ဖမ်းတာတော့ဖမ်းပြီးသွားပြီမှားတယ်လို့ယူဆမှားတယ်လို့ပြောလို့ရတဲ့လို့ရက်ကိုကျူးလွန်သွားပြီနောက်ထပ်မမှားဖို့ကဘာလဲဆိုတော့တပ်ပြစ်တာတွေမလုပ်ဖို့နော်တပ်ပြစ်တာတွေမလုပ်ဘဲနဲ့သက်ဆိုင်ရာသူတွေစီပြန်ပို့ပေးကြဖို့ဒါတော့ကျွန်တော်တိုက်တွန်းတယ်ဘာကြောင့်လဲဆိုတော့ပထမတစ်ချိန်မဖမ်းတဲ့အလုပ်ကိုဖမ်းလိုက်ပြီဘာမှမရှိတဲ့ကလေးငယ်ပြည်စီပေါင်းစားလေးပေါ့မိသားစုကိုဖမ်းလိုက်ပြီโอเคအဲ့ဒါမှားတယ်လို့ရက်နောက်ထပ်ဒုတိယတစ်ချိန်ထပ်မှားတာမျိုးတော့မလုပ်သင့်ဘူးပွင့်လင်းပြောတော့တပ်ဖြတ်ပြစ်တာမျိုးတွေနှိမ့်ဆက်နိုင်ကျင်တာမျိုးတွေမလုပ်သင့်ဘူးဖြစ်နိုင်တော့ပြန်လွတ်ပေးလိုက်ကြတာကောင်းမယ်လို့ပြီးတဲ့ညီငယ်ညီမတွေတိုက်တွန်းပါတယ်အဲ့တော့မြင်းချံခြေဆိုင်တွေပြီးတဲ့ညီငယ်ညီမတွေအကယ်ဒီဥဒ္ဒကြားမိတယ်ဆိုရင်လည်းသေချာစဉ်းစားကြပါသေချာစဉ်းစားပြီးတော့မှဒါကိုလုပ်လိုက်ရင်ဒီလူတွေကိုဖမ်းပြီးတော့ဒီလူတွေတခုလုပ်လိုက်လို့ရှိရင်တော်လန်ရေးသူတို့ပြောတဲ့တော်လန်ရေးလို့ဆက်အနာကြီးချုပ်ချင်းရေးလို့ဆိုတာတကယ်ပြီးသွားတယ်လို့လားဆိုတာကိုသေချာစဉ်းစားကြဖို့လိုတယ်အဲ့ဒါလုပ်လိုက်ရင်လူတွေမုန်းတာကိုပဲခံရမှာဖြစ်ပြီးတော့ဘယ်သူကမှသူတို့ရှင်းပြရင်တော့ဒီလိုလုပ်လိုက်တဲ့လက်သီးလက်မောင်းတမ်းပြီးအောင်ပွဲခံပြီးတော့ဆရာနာချင်းချုပ်ငိမ့်သွားပြီလို့ဘယ်သူကမှတော့လက်သီးလက်မောင်းတမ်းနိုင်မယ်လို့မထင်ဘူးဒါတော့မလုပ်တဲ့အလုပ်ကိုမလုပ်ကြဘူးတော့ပွင့်လည်းပြောတော့ဒီညီငယ်ညောတိုက်တွန်းပါတယ်အဲ့တော့ပြန်လွတ်ပေးလိုက်တာအကောင်းဆုံးပါဒီလိုပဲကျွန်တော်တိုက်တွန်းပါတယ်နော်ဒါလေးကတော့မြင့်ကိစ္စပါနောက်တစ်ခုကတော့ကျွန်တော်တို့ဒီမဲစင်းကိစ္စပါရွေးကောက်ပွဲနဲ့ပတ်သက်မဲစင်းကိစ္စတော့ချားမဟုတ်ပါဘူးဟိုကျွန်တော်တို့ကတော့အသားလေးအတန်တိတ်နေခဲ့ပါတယ်ဒါပေမဲ့မဲစင်းကိစ္စနဲ့ပတ်သက်လို့ပြည်ပြည်အုပ်စုတွေကတော့စရေးလာပါပြီဘယ်လိုရေးလဲဆိုတော့မဲစင်းကြောင့်အာဏာသိမ်းခဲ့တဲ့စစ်တပ်ရဲ့မဲစင်းတွေမှားနေတယ်ဆိုပြီးတော့ကဲပြည်ပြည်အုပ်စုတွေကစရေးပြီဆိုတော့ပြည်ပြည်အုပ်စုတွေကဘာကြောင့်အဲ့လိုရေးလဲဆိုတော့ပြည်ခိုင်ဖြိုးပါတီကနေပြီးတော့တိုက်တာဝန်ကဦးလာဆွေရဲ့စကားကိုကားပြီးတော့ကိုပြောတော့တာဆိုဦးလာဆွေမပြောရင်သူတို့မသိဘူးဦးလာဆွေပြောလိုက်တဲ့အခါကျတော့ဦးလာဆွေရဲ့စကားကိုကားပြီးတော့သူတို့ကအကုန်လုံးကဦးလာဆွေစကားကိုပဲကားပြီးကုတ်လုပ်ပြီးတော့ပဲမီဒီယာတွေပြည်ပြည်မီဒီယာအကုန်လုံးဝိုင်းဖော်ပြတယ်ဆိုလိုတာဦးလာဆွေကမပြောရင်ဒီ UEC ရဲ့မဲစင်းကိစ္စကိုမှားတယ်ဆိုတဲ့ကိစ္စကိုဘယ်သူကမှအဲ့လောက်ထိ highlight လုပ်ပြီးရေးဖို့ခက်ခဲလိမ့်မယ်ဆိုတော့အခုတော့ဦးလာဆွေကြီးကထပြီးတော့မဲစင်းမှားတဲ့အကြောင်း TikTok မှာ2ကြိမ်ပြောတယ်ဒီနေ့မနေ့မှာ1ကြိမ်ထပ်ပြောတယ်ဒီနေ့မနေ့1ကြိမ်ကတော့သူကကြည်သူ့ကိုယ်သူပြန်ပြီးတော့ပြန်ထိန်းနေတဲ့သဘောလားမသိဘူး
UEC ကလူတွေအရန်တော်တယ်အရန်ကောင်းတယ်အရန်ကိုပဲဟောဖြစ်တယ်အလုံးဝကိုဗာလဲ UEC ကတကယ်ကိုပဲစနစ်ချချက်ချင်းပြန်လုပ်ပေးသွားတယ်တော်တယ်ဗျာအရင်တော့ NLD လက်ထက်တော့ UEC ဆိုအဲ့လိုမလုပ်ဘူးဘာညာပေါ့စသဖြင့်ဒီလိုမျိုးပြောတယ်ပေါ့ဗျာဆိုတော့ပြန်ပြီးတော့သူပြန်ဖြည့်ရထင်ပါတယ်ဘယ်လိုပဲဖြစ်ဦးလာစေကတော့စပြောလိုက်တယ်သူသွားကြည့်တဲ့နေရာတွေပေါ့ဗျာဒါပါတော့သူကကျွန်တော်တိကျပြောခါတော့ရုပ်သံနားထောင်ပြပါပြီအဲ့ရုပ်သံနားထောင်ခါတော့လည်းနားထောင်ပြလောက်ပြီသူသွားကြည့်တဲ့နေရာနေပြီးတော့တဲ့နေရာနှစ်ခုထက်မနည်းမှာမဲရီမားနေစင်းနေမားနေမားတဲ့အတွက်သူအဲ့ဒါကို UEC ကိုစာပို့ပြီးတော့မေးတာမျိုးမလုပ်ဖ ೇನೆ သူ့ရဲ့ TikTok platform ပေါ်ကနေ TikTok ကနေပြီးတော့ဗီဒီယိုတွေထုတ်လွှင့်ပြောကြားပလိုက်တယ်တကယ်တော့သူဒီဘာလို့တင်တာလဲမင်း UEC ကိုတရားဝင်စာထုတ်မေးပြီးတော့ UEC ကမဖြေရှင်းပေးမှသာလင် TikTok ကနေလူသိအရှင်ကြားအများပြည်သူပြောတာမျိုးလုပ်တင်တယ်အခုကဘာလဲဆိုတော့ UEC ကဖြေရှင်းပေးလားမပေးလားတော့မသိဘူးတန်းပြီးတော့သူကတန်းပြီးတော့ TikTok ပေါ်ကနေ TikTok တန်းပြီးတော့ပြောပလိုက်တာပြောပလိုက်တဲ့ခါကျတော့ UEC ရဲ့ message เนี่ยမှားတယ်ဆိုတာကိုပြည်အုပ်စုတွေကဦးလာဆွေရဲ့ပြောကြားချက်ကိုကင်ပြီးတော့ကိုးကားပြီးတော့တန်းပြီးတော့ကိုပြောလိုက်တော့တာပြောတဲ့ခါကျတော့ဘာဆက်ဖြစ်ကုန်လဲဆိုတော့အခုစစ်တပ်ကနိုင်ငံတော်ကြီးကဲတွေနဲ့တာဝန်ရှိသူတွေအကုန်လုံးကဘာဖြစ်ကုန်လဲ message မှားလို့အာနာသိန်းတဲ့စစ်တပ်ကအခုသူတို့ message မှားနေတွေ့လားဆိုပြီးတော့လူတွေကိုဝါရဖြန့်လို့ရသွားတယ်အဲ့တော့နေထိုင်တဲ့ဟိုဘာခေါ်လို့ဆိုနိုင်ငံတော်ကြီးကဲတွေနေထိုင်တဲ့စောရခံရတာပေါ့ဗျာဒါစောရခံတော့အဲ့တော့ message ကတော့မှားသလားလို့မေးရင်တော့ message မှားနိုင်ချင်တော့ရှိတာပေါ့ UEC လည်းသူ့လုံသူလုံနေတယ်စူးစမ်းမှန်းလုပ်နေတာပဲမှန်အောင်စူးစမ်းနေကြပဲသူတို့လည်းရန်တို့ပြင်မှန်ဖို့ဆိုတော့ခက်ခဲပါတယ်သို့တော်လည်းသူတို့အကောင်းဆုံးစူးစမ်းပြီးတော့ဖြစ်အောင်လုပ်နေတာတွေ့ရတယ်ပြီးတော့မဲစင်းမှန်ကန်ရေးရောမဲဆန္ဒရှင်ပြည်သူတွေပါဝင်လာရေးအတွက်ရောဒီမဲဆန္ဒမဲရွေးကောက်ပွဲဝင်ပြိုင်မဲ့ကိုယ်စားလှယ်တွေစုံစမ်းလာရရှိရေးအတွက်ကိုစသဖြင့်ကဏ္ဍအစုံသူတို့ကဒီအောင်မြင်စွာကျင်းပနိုင်ရေးအတွက် UEC ကလည်းခင်ဗျာဟိုတနေ့နဖူးအချွတ်ချင်းမကြတဲ့ဒီအကုန်လုံးနေချနေကြတာပဲစုံနေကြတာပဲအကုန်လုံးနေကြတာသို့တော့ခုနအဲ့လိုအမှားယွင်းလေးရှိတဲ့ခါကျရင်လေသက်ဆိုင်ရာတာဝန်ရှိသူတွေက UEC နဲ့တိုက်ရိုက်စကားပြောဆက်သွယ်ပြီးတော့ဘယ်ပါတီမှုဆိုပါတိုက်ရိုက်ဆက်သွယ်ပြီးတော့ကျွန်တော်မြို့နယ်မဲဆန္ဒနယ်မှာတော့ဒါလေးတော့မှားနေ UEC နဲ့ပြင်ပေးပါဆိုတာမျိုးကိုစာပို့ပြီးတော့အကြောင်းကြားလိုက်ပြီးတော့ကိုယ့်အကိုဒီတိုင်းလေးပြင်လိုက်ရင်ရပါတယ်နော်ရှောက်ပြီးတော့အော်တောင်းနေရှောက်ပြောနေတာမျိုးတွေတက်ဆိုင်ဟိုကိုယ့်အကိုအသားလေးပြောလိုက်ရင်တော့ရပါတယ်ဒါပိုကောင်းတဲ့ကိစ္စပါဒါပို့ပြီးတော့အဖြေထွက်မဲ့ကိစ္စပါဆိုတော့အဖြေမထွက်တဲ့လမ်းအော်တောင်းနေဖြစ်မဲ့လမ်းကိုရွေးချယ်လိုက်တာကြတော့မကောင်းဘူးပေါ့ဗျာဒါတွေအခုဘာဖြစ်ဆိုပြည်အုပ်စုတွေကဒါကြီးကိုကင်ပြီးတော့ပြောကြတယ်ဖြစ်ကုန်တော့နိုင်ငံတော်ကြီးကလေးသိခါကြတာပေါ့နေထိုင်နေပြောကြတယ်ဖြစ်ကုန်တော့ဒါလေးတော့မကောင်းဘူးပေါ့ဒါလေးတော့ကျွန်တော်မြင်တာပြပြတာအဲ့တော့ UEC အနေနဲ့လည်းအခုဘာကြီးဆက်လုပ်လဲဆိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်လို့မှန်ကန်မြတ်တာဖို့မဲစင်းမှန်ဖို့တော့ကိုသူတို့လိုက်ပြီးအတုံစူးစမ်းနေတယ်တစ်ဖက်မှာလည်း UEC ရဲ့မဲစင်းမှန်ကိုစူးစမ်းနေတယ်တစ်ဖက်မှာလည်းဒီ UEC မှာဟိုလာမဲ့ UEC မဲရွေးမဲပေးရေးအတွက်ပြည်သူတွေမဲပေးရေးအတွက်ကိုဘာလုပ်နေလဲဆိုတော့ဒီအနုပညာရှင်တွေပူပေါင်းပါဝင်လာမှုရှိမရှိ UEC လည်းစူးစမ်းပန်းစားလုပ်နေတာတွေ့ရတယ်ဆိုတော့ပြည်တွင်းမှာရှိတဲ့အနုပညာရှင်တွေခုနလက်သုံးချောင်းထောင်ခဲ့ပြီးမှခံဝင်လက်မှတ်ထိုးပြီးတော့ပြန်နားနေတဲ့အနုပညာရှင်တွေဒီအနုပညာရှင်တွေအနေနဲ့လည်းခင်ဗျားတို့အနေနဲ့နိုင်ငံတော်ကိုအလုပ်ကျွေးပြုဖို့တာဝန်ကြအချိန်ကြလာပါပြီနိုင်ငံတော်ကိုယ့်ရဲ့အနုပညာနဲ့အလုပ်ကျွေးပြုအချိန်ကြလာပါပြီတစ်ချိန်လုံးခင်ဗျားတို့အခွန်ဆောင်ခြင်းဆောင်တယ်မဆောင်ခြင်းမဆောင်ဘူးခင်ဗျားတို့နိုင်ငံတော်စီကနေရရင်အကုန်ယူတယ်ခင်ဗျားတို့နိုင်ငံတော်ဘာမှမပေးဘဲနဲ့လုပ်ချင်တာလုပ်ကြရတဲ့ဟာမျိုးတွေလည်းလုပ်ခဲ့ကြပြီးပြီနိုင်ငံတော်ကိုဖျက်လို့ပြည့်စည်တယ်လုပ်ခဲ့ကြပြီးပြီအခုနိုင်ငံတော်ကလိုအပ်လာပါပြီခင်ဗျားတို့ဘာလုပ်ပေးတယ်လဲတွားလို့ပါကျွန်တော်အားပေးပါတယ်ခင်ဗျားတို့အဲ့လိုလုပ်ကျွန်တော်အားပေးပါတယ်ခုတွားလို့ပါဘာလုပ်ရမလဲဆိုတော့မဲပြည်သူတွေမဲပေးချင်လာအောင်နုပညာရှင်တွေကဝိုင်းဝန်းပြီးတော့နုပညာစွမ်းအားနဲ့လှုံ့ဆော်ပြောဆိုစီယုံmovie ရုပ်ရှင်အတူလေးတွေ movie clip အတူလေးတွေပေါ့လုပ်ပေးတာမျိုးတွေဝိုင်းလုပ်ပေးကြဖို့နုပညာရှင်တွေကိုတိုက်တွန်းပါတယ် UEC ကဖိတ်ခေါ်ခဲ့ရင်လည်းပူပေါင်းပါဝင်ပေးကြပါဥပမာကိုပြည်ဦးတို့မိုက်အိန္ဒရာကျော်စင်တို့ပေါ့ဗျာအမှကိုလူမင်းတို့အကုန်လုံးပေါ့ခါတော့ကိုယ်တိုင်တွားပူပေါင်းပါဝင်ပေးကြပါဒါတွေကကောင်းတဲ့ကိစ္စဖူးဖွေးတို့ကအစအကုန်လုံးပူပေါင်းပါဝင်ပေးကြပါဒါဆိုရင်ခင်ဗျားတို့ဟာနိုင်ငံနုပညာနဲ့နိုင်ငံတော်ပြန်လဲအကျိုးပြည့်တဲ့သူတွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပို့ပြီးတော့လက်ခံယုံကြည်တာဖြစ်ပါတယ်အဲ့တော့လောက်ကြဖို့တိုက်တွန်းပါတယ်နော် UEC လည်းဖိတ်ခေါ်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဖိတ်ခေါ်မှာပါဖိတ်ခေါ်မှာ UEC လည်းဖိတ်ခေါ်တဲ့ခါကျရင်တော့တွားရောက်လုပ်ပေးကြဖို့တိုက်တွန်းပါတယ်နော်ဒါလေးကချက်ပါနောက်တစ်ခုကတော့ဒီနေ့ကတော့ကျွန်တော်ဒီနေ့ဒီလောက်နဲ့ပဲပိတ်ချင်တယ်နောက်နေ့မှာတော့ကျွန်တော်ထပ်ပြောကြလေးတွေရှိသေးတဲ့အတွက်နောက်နေ့ဒီလောက်နဲ့ပိတ်ပါတယ်အားလုံးပဲကိုကြီးလာသိရှိပါတိုက်ပေါ်စေနာမှန်ထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းပြန်လာတက်ဖြတ်နေကြတာကိုလက်ခုပ်လဝါ TV ပျော်နေတဲ့လူမိုက်လူရန်ကလူသက်အကြမ်းဖက်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လည်မေးဖို့တော့ပါလို့ပြောရင်းနဲ့ good night ပါ